Sao? Okay. Point new share ba machine. Okay. Okay. Simple. Okay ba. Okay. အဲ့ခါကျတော့ကျမတို့ဒီနေ့ခေါင်းစဉ်ကတော့ teaching a good lesson ပေါ့ကျမနာမည်ကမေမေဝင်းပါကျမကတော့မြန်မာတီဆော့ association ကိုကျမကိုစားပြုပြီးတော့ဒီနေ့ဆရာပတုဒ္ဒတော်ကနေဖိတ်တဲ့အတွက်ကြောင့်မလို့ COPE Connected Oregon Adult Education အဖွဲ့နဲ့ကျမတို့ဒီမြန်မာတီဆော့ association နဲ့ပူးပေါင်းပြီးတော့ကျမတို့လုပ်တာပါတကယ်တော့မြန်မာတီဆော့ association ဆိုတာထက်ကိုကျမကိုယ်တိုင်ကပညာရေးကိုလုပ်ချင်နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာကနေပြီးတော့ဒါကျမတို့အတူတူလေးပေါ့နော်ပွဲလေးတစ်ပွဲလောက်စီစဉ်ရအောင်ပညာရေးပွဲလေးလုပ်ရအောင်ဆိုဒါလည်းကျမလည်းမမအားရတယ်ဒါလေးကျမတို့စီစဉ်ဖြစ်တာဖြစ်ပါတယ်အဲ့တော့မြန်မာတီဆော့ association ကျောင်းလေးလည်းကျမနည်းနည်းလေးပြောပြစီCOPE ခုတ်အကြောင်းကတော့ဆရာကတုဒ္ဒကိုနောက်ပိုင်းပြောမယ်ထင်တယ်ဒါမှမဟုတ်လည်းသိပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါမြန်မာတီဆော့ association ကိုဆရာဦးဆံမတို့ကြားဘူးချသလားကြားဘူးလို့ရှိရင်ကျမကိုလက်ထောက်ပြတာဖြစ်စေသုံးပုံလည်းပဲ chat box မှာဖြစ်စေ yes လေးရေးပေးပါလားရှင်နောက် why တစ်လုံးလောက်ရေးရင်လည်းရပါပြီကြားဘူးကြတယ်ဝမ်းသာပါတယ် yes ကြားဘူးပါတယ် yes thank you very much ဟုတ်ပါပြီဒါဆိုလို့ရှိရင်ကျမကနည်းနည်းလေးပါပဲကြော်ညာဝင်တဲ့သဘောတော့မဟုတ်ဘူးပေါ့နော်မြန်မာတီဆော association ဆိုတာကမြန်မာကတော့မြန်မာတနိုင်ငံလုံးကိုကျမတို့ရည်ရွယ်ပါတယ်တီဆောကတော့ teaching English to speakers of other languages တနည်းပြောရင်အင်္ဂလိပ်စာသင်ကြားတာ association ဆိုတာတော့ကျမအဖွဲ့အစည်းပါပဲအဲ့တော့သူကတော့ non profit ပါအခကြေးငွေအမြတ်အစိုးကိုကျမဦးစားပေးတဲ့အဖွဲ့မဟုတ်ဘူး non government ဘယ်အစိုးရအဖွဲ့အစည်းနဲ့မှကျမတို့ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါဘူးကိုယ့်အကိုဒီဗန်ရက်တည်တဲ့ independent အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်အဓိကကျမတို့ကဘာလို့လုပ်လဲဆိုတော့အင်္ဂလိပ်စာသင်ကြားရေးဆိုတော့လေကျမတို့ပေါ်ရင်သင်ကြားတာအခုထိတော့မလုပ်နိုင်ဘူးပေါ့နော်နောက်တစ်ချိန်တော့လုပ်လာနိုင်မယ်လို့ထင်တယ်လူအများကြီးများလာဆရာတို့ဆရာမတို့ကိုလည်းဝင်ပြီးတော့ကျမတို့စီမှာဝင်ပြီးတော့ဒီ volunteer ဝင်လုပ်နေဆိုကျမတို့လောလောဆယ်ဆရာဆရာမတွေအတွက်ကိုအဓိကလုပ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ကျမတို့ကယုံကြည်တာပါလဲဆိုရှင်ပညာရေးမှာ teachers တွေကဒါကြီးပါပဲအခရာပါပဲအဲ့တော့ teachers တွေကောင်းလို့ရှိရင်ပညာရေးကောင်းပြီဒါတနည်းပေါ့နော်ကျန်တာရေးလည်းအများကြီးရှိတယ်ကျန်တာရေးကတော့ကျမတို့လက်လန်းမမီသေးပါအဲ့တော့ teachers တွေကိုကျမတို့ကူညီမယ်တခုခုကျမတို့ကူညီမယ်ဆိုပြီးတော့ဒီအဖွဲ့လေးကျမတို့ဖွဲ့ပါတယ်ဘယ်လိုကူညီလဲဆိုတော့အင်္ဂလိပ်စာသင်ကြားရေးအဓိကကျမတို့ထားပြီးတော့လုပ်ပါတယ်ကျမတို့ free webinar တွေကျမတို့ရှိပါတယ်ပြီးခဲ့တဲ့အလားမှလည်းရှိရဲ့ဒီရှေ့လရင်မှာလည်းကျမတို့စီစဉ်ထားပါတယ်မြန်မာဒီဆိုက Facebook page ရှိရဲ့ပြီးတော့ Telegram လည်းရှိရဲ့ပြီးတော့ကျမတို့မှာဒီဘာခေါ်မလဲ LinkedIn ဒါမျိုးတွေလည်းရှိရဲ့ပြီးတော့ကျမတို့မှာဘာခေါ်လဲဘာခေါ်လဲTikTok တောင်မှရှိပါတယ်เนาะအဲ့တော့ဒါလေးကအဓိကတော့ဘာလဲဆိုတော့အင်္ဂလိပ်စာသင်ကြားရေးနဲ့ပတ်သက်ပြီးတော့ဆရာဆရာမတို့အတွက်ကိုကျမတို့ကနေတော့in person လည်းကျမတို့လုပ်ပါတယ် free workshop တွေလုပ်ပါတယ် conference တွေလုပ်ပါတယ်webinar ကတော့ကျမတို့ပုံမှန်အားဖြင့်တစ်လတစ်ခါလောက်ကျမတို့လုပ်နေရှိပါဒါဒီနှစ်ဒီလအတွက်ဆိုဒါ April လအတွက်ကျမလုပ်လိုက်တာเนาะကျမတို့ volunteer တွေလည်းအခုဆိုဒီနေ့လာတက်နိုင်မှာကျမတို့ဟိုဘက်မှာလည်းတခြားသင်တန်းလေးတစ်ခုရှိနေလို့အဲ့တော့ဒါလေးကကျမတို့လုပ်တဲ့လုပ်ငန်းလေးအကြောင်းကျမပြောပြတာဖြစ်ပါတယ်ဆရာတို့ဆရာမတို့တွေဒီအင်္ဂလိပ်စာသင်ကြားရေးနဲ့ပတ်သက်လို့ရှိရင်ဒီအဖွဲ့အစည်းမှာကျမတို့ webinar တက်ရောက်လို့ရပါတယ်ဆိုတော့ပြောချင်တာပါအဲ့တော့ဒီနေ့ကတော့ကျမတို့ teaching and good lesson ဆိုတဲ့အခါမှာဒါကတော့အင်္ဂလိပ်စာသင်ကြားရေးရေလို့မှမဟုတ်တော့ဘူးねဘာသာရပ်အားလုံးနဲ့ခြုံငုံမိမလားဆိုကျမစဉ်းစားပြီးကျမဒီခေါင်းစဉ်ကိုစဉ်းစားလိုက်တယ်ဆရာကိုတုဒ္ဒနဲ့ကျမတို့တိုင်ပင်ကြတယ်ဘယ်လိုလုပ်ရမလဲဘယ်ခေါင်းစဉ်လေးလုပ်ရမလဲအဓိကကတော့ဆရာဆရာမတွေတချို့ဆိုလို့ရှိရင်လည်းခုမှဆရာဆရာမလောက်ကြမဲ့သူတွေရှိနေ beginner career ပေါ့နော် career early career အခုမှလုပ်ငန်းခွင်နဲ့ဝင်ကားစားဆရာဆရာမတွေလည်းပါနိုင်တယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော် overview လေးသိရအောင် teaching နဲ့ပတ်သက်ပြီးတော့သင်ခန်းစာတွေနဲ့ပတ်သက်ပြီးတော့ကိုဆရာဆရာမတယောက်အနေနဲ့နည်းနည်းဆွေးနွေးကြည့်ရင်ကောင်းမယ်ဆိုပြီးကျွန်တော်ဒီခေါင်းစဉ်နဲ့ကျွန်တော်ရွေးလိုက်တာဖြစ်ပါတယ်နောက်ပြီးဒီနေ့ကတော့ဒါ webinar ဆိုပြီးမှကျွန်မအနေနဲ့ဒါ training လုပ်လည်းမတတ်မှာဘူးအဓိကဆရာမောင်းတဲ့စကားပြောဖို့ပါစကားပြောပြီးတော့ကျွန်မတို့တူတူစဉ်းစားကြည့်မယ်တချို့ဟာတွေကအဖြေရှိချင်မှရှိမယ်အဖြေမရှိသေးတာလည်းဖြစ်မယ်ပေါ့နော်ကျွန်မတို့စဉ်းစားဖို့ပါပဲကိုယ့်ရဲ့ရည်တည်မှုအတွက်ကိုဘယ်လိုမျိုးလေးစဉ်းစားကြည့်မလဲဆိုတာကျွန်မဒါလေးနဲ့ကျွန်မဒီဟာလေးခေါင်းစဉ်လေးကိုရွှေ့လိုက်တာအဲ့တော့ teaching a good lesson ဆိုတဲ့အခါမှာဒီဟာလေးက noun phrase ပေါ့ဒီထဲထဲမှာဆိုလို့ရှိရင်which is the keyword or which are the keywords
ဒီစလုံးလေးမှာစကလုံးအပြင်ဆိုteach a good lesson ဆိုလေးလုံးပါတယ်အဲ့မှာဘယ်ဟာက keyword ဖြစ်မယ်ထင်တယ်သို့မဟုတ်လည်းဘယ်စကလုံးတွေက keywords ဖြစ်မယ်ထင်တယ်လေchat box ထဲမှာရေးပေးလို့ရတယ်အမှန်တော့ဆင်မတို့တွေမိုက်ဖွင့်ပြီးပြောဖို့ကြတော့တခါနေကျ line မကောင်းတော့ mic ဖွင့်ဖို့ကလည်းကောင်းချင်မှကောင်းမယ်အဲ့ဒါကြောင့်ကျွန်မစာပဲရေးခိုင်းတယ် interactive ဖြစ်ချင်တယ်နိကိုကြီးပဲမပြောချင်ဘူးအဲ့တော့ဆရာမတို့လည်းပြောအောင်ကျမလည်းပဲဒါဆရာမတို့လည်းဒီလိုစဉ်းစားချင်တယ်ဟုတ်ပါပြီအဲ့တော့ good lesson လို့ပြောကြတယ်ဟုတ်ပြီ teach လို့လည်းပြောကြတယ်မှန်ပါတယ်အဖြစ်အကုန်လုံးမှန်ကြပါတယ်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင် grammar နဲ့ကြည့်လိုက်လို့ရှိရင် lesson ကတော့ noun ပေါ့သူ့ကိုပဲပြောနေ lesson ကိုပြောတာ lesson မှာရိုးရိုး lesson မဟုတ် good lesson အဲ့ good lesson ကိုမှ teaching lesson ရသူ့ကြီးပဲတင်ရှိနေရမဟုတ် teaching လုပ်တဲ့အချိန်ဆိုတော့ဒီစကားလုံးတွေကတော့ကျမတို့ keywords တွေဖြစ်တယ်အဲ့ဒါကိုကျမတို့စဉ်းစားကြည့်နော်အဲ့တော့ကျမတို့ဒီမှာဆိုလို့ရှိရင်ဆက်စချင်းကျမဘာလေးစဉ်းစားလဲဆိုတော့ lesson ကိုစဉ်းစားကြည့် lesson ဆိုတာဘာလဲ lesson တစ်ခုရဲ့သူ့ရဲ့position ကဘာလဲကျမတို့စဉ်းစားကြည့်အဲ့တော့ဒီမှာကျမဒီလိုလေးစဉ်းစားမိရဲ့ lesson ဆိုတာကိုယ့်ရဲ့စာသင်ခန်းထဲမှာကျမတို့သင်လိုက်တဲ့သင်ခန်းစာမြန်မာလိုပြောရင်သင်ခန်းစာပေါ့နော်ခြားပါတော့အခြားစကားလုံးလည်းရှိလားတော့မသိအဲ့တော့ကိုယ့်ရဲ့စာသင်ခန်းဆိုနေရာလေးဘက်တန့်ထားတဲ့အထင်မှာတချို့ကနေရာလည်းရှိချင်မှရှိမယ်တစ်ပင်အောက်မှာသင်ရတဲ့အခါလည်းရှိချင်ရှိမယ်ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့စာသင်ခန်းလို့စာသင်တဲ့နေရာလို့သတ်မှတ်တဲ့နေရာမှာကျမတို့သင်လိုက်တဲ့သင်ခန်းစာ lesson ပါဒါပေမဲ့ခုတယောက်တည်းကျောင်းသားတွေတယောက်တည်းလည်းဖြစ်ချင်းဖြစ်မယ်ကျောင်းသားအဖွဲ့လိုက်လူတယောက်လည်းဖြစ်ချင်းဖြစ်မယ်လူနှစ်ယောက်သင်ရတဲ့ lesson လည်းဖြစ်ချင်းဖြစ်မယ်အဲ့ lesson ကဘယ်နားမှာသူကရှိနေ syllabus နော် sorry ဒီမှာစာရိုက်တာနည်းနည်းလွယ်ပါတယ်course ပေါ့နော်သင်တန်းသင်တန်းတစ်ခုလုံးကျမတို့အင်္ဂလိပ်စာသင်တယ်အင်္ဂလိပ်စာရဲ့ course ထဲမှာကျမတို့ lesson ရှိမယ် lesson ရဲ့ထဲမှာကျမတို့က lesson ဒီ course နဲ့ချိတ်ဆက်ထားမယ် course ဒီ syllabus နဲ့ချိတ်ဆက်မယ် syllabus ကကြတော့ပြောရလို့ရှိရင်သင်ရိုးမာတိကဖြစ်ပြီးတော့ curriculum ကသင်ရိုးညွှန်းတမ်းဖြစ်အဲ့တော့ဒီစကားလုံးတွေကတော့ကျမတို့ဒီပညာရေးဆိုင်ရာစကားလုံးမှာကျမဒီမှာ lesson ပြီးရင်ကျမ course လို့ရေးမလို့ပါကျမရှမ်းသွားတာပေါ့နော် course အဲ့ lesson တစ်ခုရဲ့ချိတ်ဆက်နေမှုသူ့ရဲ့ရပ်တည်နေမှုကသူ့အရင်မဟုတ်နေဘူး lesson ဒီ course တစ်ခုသင်တန်းတစ်ခုရဲ့နော်သင်တန်းတစ်ခုရဲ့အထင်းမှာအစိတ်အပိုင်းဖြစ်နေတယ်လို့ course တစ်ခုဒီ syllabus တစ်ခုရဲ့အစိတ်အပိုင်းလည်းဖြစ်နေတယ်အဲ့ syllabus တစ်ခုဒီ curriculum ကြီးတစ်ခုလုံးရဲ့အစိတ်အပိုင်းနဲ့ဖြစ်နေတယ်အဲ့အစိတ်အပိုင်းတွေကိုကျွန်တော်မြင်နိုင်ပြီဆိုလို့ရှိရင်ဒီ lesson ကကျွန်တော်တို့အတွက်ပေါ့သေးသေးမဟုတ်ဘူးဆိုတော့ကျွန်တော်တို့စဉ်းစားလာနိုင်မယ်လို့ကျွန်တော်တို့ထင်တယ်ပုံမှန်အားဖြင့်ဆိုလို့ရှိရင် lesson ဆိုတာဆိုပါတော့ကျမတို့မူလတန်းအငယ်တန်းဆိုလို့ရှိရင်မိနစ်30မူလတန်းအကြီးတန်းဆိုလို့ရှိရင်ကျမတို့ကမိနစ်40 45မိနစ်အထက်တန်းဆိုရင်ဆိုတော့မိနစ်50တနာရီတက္ကသိုလ်ရေးမှာဆိုလို့ရှိရင်လည်း45မိနစ်တနာရီရှိတချို့သင်တန်းတွေဆိုရင်2နာရီသင်တန်းရှိ3နာရီသင်တန်းရှိစသဖြင့်ဒီတနာရီစာပေါ့ဆိုပါတော့တနာရီစာ lesson ကလေးဟာကျမတို့ဒီသူ့ကြီးပဲရပ်တည်နေတာပေါ့အဲ့ lesson ဒီ course တစ်ခုတည်းမှာအခြားသော lesson များနဲ့ချိတ်ဆက်နေတယ်အဲ့ဒီ course ကလည်းပဲ syllabus ဆိုပါတော့ကျမတို့ဒီအလွယ်ပြောမယ်ဆိုလို့ဒီချေတို့အခု grade 12ပဲဆိုပါတော့ကျမတို့နိုင်ငံမှာနော် grade 12မှာဆိုလို့ရှိရင် maths တွေဆိုပါတော့geography တွေဒါမှမဟုတ် biology အဲ့ဒီထဲမှာလည်းဘယ်လိုချိတ်ဆက်နေတယ်လဲ lesson ဒီနေ့သင်တဲ့ lesson ဒီအင်္ဂလိပ်စာသင်တန်းတစ်ခုလုံးရဲ့အထဲမှာဘယ်လိုချိတ်ဆက်နေလဲဒီအင်္ဂလိပ်စာဘာသာရပ်ကြီးကကျန်တဲ့ဘာသာရပ်နဲ့ဘယ်လိုချိတ်ဆက်နေတယ်လဲအဲ့ဒီဘာသာရပ်ကျမတို့က grade 12ပါကျမတို့KG ကနေမှ grade 12ဒီဘယ်လိုမျိုးချိတ်ဆက်နေတယ်လဲဒါလေးတွေကိုမြင်နိုင်လို့ရှိရင်ကျမတို့အရန်ဆင်ပြေပါတယ်နော်အဲ့ဒါလေးတော့ကိုမြင်အောင်ကျမတို့တဖြည်းဖြည်းစဉ်းစားကြမယ်ဒီနေ့တော့ကျမတို့အဲ့လောက်တော့မပြောနိုင်ဘူးပေါ့အဲ့တော့ဆိုလိုချင်တာကျမတို့ဒီဆရာမတယောက်အနေနဲ့ lesson သွားတယ် lesson သွားသင်တယ်တန်းသွားသင်တယ်တနာရီစာသင်တယ်ဒါပေမဲ့တနာရီစာသင်လိုက်တာဒါဟာကျမတို့ဟာဘာနဲ့သွားချိတ်ဆက် curriculum တစ်ခုလုံးထဲမှာကျမတို့အရေးကြီးနေတယ်အဲ့ကျမတို့သင်လိုက်တဲ့တနာရီစာ curriculum တစ်ခုလုံးအတွက်အကျိုးသက်ရောက်မှုရှိနေတဲ့အတွက်နိုင်တိုင်းမိနစ်တိုင်းကျမတို့အတွက်အရေးကြီးရယ်ကျောင်းသူကျောင်းသားများအတွက်အရေးကြီးရယ်အဲ့တော့အဲ့ဒါလေးကိုကျမတို့စိတ်ထဲမှာစဉ်းစားထားလို့ရှိရင်ကိုလုံးတဲ့အလုပ်ဘယ်လောက်အရေးကြီးလဲဆိုတာကိုစီမံသိပါဟုတ်ပါပြီဒါလို့ကျမတို့ဆက်သွားပါမယ် lesson မှာမှကျမတို့ပြောမယ်
ကျမအနေနဲ့ဆို lesson ကိုကျမနှစ်ပိုင်းကျမမြင်နေပေါ့အလွယ်လေးပဲအများကြီးပြောလို့ရတယ်ဒါပေမဲ့အလွယ်လေးပြောလိုက်လို့ရှိရင်နှစ်ပိုင်းရှိတယ်နှစ်ပိုင်းကဘာလဲနှစ်ပိုင်းကဘာလဲဆိုလို့ရှိရင်အဓိက content နဲ့ delivery ပေါ့ content ဆိုတာအကြောင်းအရာပိုင်းနော်ဘာကိုသင်ပါလဲ delivery ဘယ်လိုသင်ပါလဲနှစ်ပိုင်းကျမတို့အဲ့လိုလေးမြင်ဘာကိုသင်ပါလဲလွယ်တယ်ပထဝီသင်မယ်ဒီနေ့သိပ္ပံသင်မယ်ဒီနေ့တော့သင်္ချာသင်မယ်သင်္ချာမမဒီနေ့အပေါင်းလို့ကိုသင်မယ်ဒါမှမဟုတ်ဒီနေ့ထပ်ညွှန်းကိန်းနေသင်မယ်ဒါ content အဲ့မဲ့ delivery ကြတော့အဲ့မှာကြတော့စကားပြောဘယ်လိုသင်ပါလဲဘယ်လိုသင်ပါလဲဆိုတဲ့ခါကျတော့ဟုတ်တယ်လေသင်ပါပေါ့စာအုပ်ထဲမှာပါတာသင်တာလေဟုတ်တယ်အဲ့ဒါလည်းမှန်တယ်စာအုပ်ထဲမှာပါတယ်ဒါတိုင်းပဲသင်ခဲ့ကြတယ်ကျွန်မကိုယ်တိုင်လည်းဒီတိုင်းပဲဖတ်စာအုပ်လေးတစ်အုပ်ကိုယူပါတယ်အတန်းနဲ့ရောက်သွားတယ်ဒီနေ့ကတော့စာမျက်နှာ30ကိုဖွင့်ပါပုံကိုကြည့်ပါဘယ်လိုလေးလုပ်လိုက်ပါပြောလိုက်တယ်ဖတ်စာအုပ်ထဲအတိုင်းပဲပြောလိုက်တယ်လုပ်လိုက်တယ်ဖြေတိုက်လိုက်တယ်ဒါဒီလည်းပဲသင်နည်းတစ်ခုပဲဒါပေမဲ့ကျွန်မတို့ဒီထက်ပိုပြီးကောင်းအောင်ဘယ်လိုလေးသင်မလဲခုနကသင်နည်းဒီကောင်းပါတယ်ဖတ်စာအုပ်ထဲမှာပါတဲ့ဟာကျမတို့ကစာမျက်နှာ30မှာဒုတိယဘိုက်ကိုကြည့်ပါနံပါတ်3ကိုလုပ်ပါ exercise လုပ်ပါကွက်လက်ဖြည့်ပါအပေါင်းလို့ဘာခေါ်မလဲပု္ပ္ပစာရေးအတွက်ပါပြည့်ဖြည့်တိုင်းဒါပဲလားဒါဟာကျမတို့ရဲ့နေ့စဉ်လုပ်ငန်းရဲ့အရေးကြီးဆုံးအန္တိမရွေချက်လားစဉ်းစားရမယ်နော်ဒီနေ့အပေါင်းလို့သင်လိုက်ခြင်းဟာဒီတစ်လလုံးသင်ချာရဲ့နော်ဒီသင်ရိုးသင်တန်းတစ်ခုမှာကျမတို့ဘယ်လောက်ထိတက်ရောက်မှုရှိသွားလဲအပေါင်းလို့တည်သွားတဲ့အတွက်ကြောင့်နောက်မဆင့်ဆိုကျမတို့အမြောက်စားကျမတို့သွားတော့မယ်ပေါင်းထပ်ပြီဆိုလို့ရှိရင်ခုကဏ္ဍကြီးပဲပေါင်းရာနေစေကဏ္ဍပေါင်းမိတာကဏ္ဍပေါင်းတဖြည်းဖြည်းနဲ့ဆက်လာတာကျမတို့ဒါဟွာလို့လည်းခေါ်ပါတယ်သူတို့မှာ release model ဆိုပြီးတော့လည်းခေါ်ပါထားပါတော့เนาะအဲ့ခေါ်ဖို့ရှိအဲ့တော့ဘယ်လိုလုပ်ကြမလဲเนาะကျမတို့ဒါလေးစဉ်းစားပြမှဆိုလည်းအဲ့လိုပေါ့เนาะအဲ့တော့ဒီနှစ်ခုကိုကျမတို့စဉ်းစားကြဒီချက်နည်းနည်းလေး detail လေးကျမသွားစီမယ် lesson တစ်ခုမှာเนาะဒီလိုလေးကျမဆရာမတို့ဒီခါကျရင်တော့စဉ်းစားစေချင်တယ်ခုနပြောတဲ့အထဲမှာပဲကျမတို့နည်းနည်းလေးထပ်ပြီးတော့ပိုင်းလိုက်တယ် what to teach content ဟုတ်ပြီဒါတော့ရှင်းတယ်နော် who to teach ဒါလည်း students ပဲဒါလည်းရှင်းတယ်ဘယ်လိုသင်ပါလဲကျောင်းသားကိုသင်ပါလဲဟုတ်တာပေါ့ how to teach ဒါ lesson procedure ဘယ်လိုသင်မလဲအတန်းနဲ့သွားမယ်ဖတ်စာအုပ်ဖွင့်မယ်ကျောင်းသားကိုလုပ်ခိုင်းမယ်ဖြေတိုက်မယ်ဟုတ်တယ်ဒါပေမဲ့ဒီထက်ပို့ပြီးတော့အသေးစိတ်အနုစိတ်တာလေးရှိပါတယ်เนาะကျမတို့ဒီအနုပညာမှာဆိုလို့ရှိရင်ကျမတို့အနုပညာမကျွမ်းကျင်ပါဘူးဟလာဒီတိုင်းပဲကျမတို့လက်တွေခြေတွေလှုပ်နေတာနဲ့ဟလာဒီဟလာကကြိုးကားခွက်ကလေးတွေမှာသူ့မှာအနုပညာဆန်တဲ့ဟလာဒီအဓိပ္ပာယ်ဖော်ဆောင်ချက်တွေရှိတယ်မကြီးကားဆိုလည်းဒီတိုင်းပဲဒီလိုပဲဆေးတုပ်လိုက်တာနဲ့နေရာမှာဆေးတုပ်တဲ့သူနဲ့မကြီးကားဆုတ်ချက်နေအယောင်နေခြေတာနဲ့မထူဘူးအဲ့တော့ကျမတို့ဒီအနုစိတ်ကလေးကိုစဉ်းစားကြည့်မယ်ဆရာမတို့တွေအားလုံးလေးဟိုဟောတာ chat box ထဲမှာလည်းရေးပေးပါ what to teach ကတော့ content ခဏထားလိုက်မယ် who to teach students မှာstudents ဆိုတဲ့ထဲမှာကျမတို့ဘာလေးတွေခေါင်းထဲမှာပေါ့ကျောင်းသားတော့ကျောင်းသားပဲအားလုံးခြုံလိုက်တဲ့ကျောင်းသားဟုတ်တယ်ကြားနဲ့မနဲ့ကျောင်းသူကျောင်းသားဒါပေမဲ့ဘာလေးတွေထပ်ပြီးတော့စဉ်းစားမိတယ်လေဆရာမတို့ဟိုရေးပေးပါအောင်ကျမတို့ chat box ထဲမှာ yes the art of teaching ဟုတ်ပါတယ် age thank you level very good ဟုတ်တယ် yes 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 okay age learning style yes prior knowledge very good different types of learning style yes 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 background knowledge culture important yes economic status social economic status very good ဆရာကျော်ဖြူနိုင် yes learning experience life yes life ဟုတ်တယ်ဘာလုပ်ရလဲ learning ဆိုတာ life အတွက်ကျမတို့ရှင်သန်ဖို့အတွက် learning လုပ်နေရလေ yes ခွဲခြားဆက်ဆံနေ yes ပါပါတယ် yes thank you very much ဆရာမတို့ပြောအကုန်မှန်နေနော်ကျမတို့ပြီးရင်ကျမတို့ဒါကျမရေးထားတာနဲ့သွားပြီးတော့တိုက်ဆိုင်ကြည့်ရအောင်ကျမရေးရတယ်ချဲဦးရေးရတယ်တူတူပဲเนาะအဲ့ဒါလေးတော့ဒီတစ်ခါကျမတို့ how to teach ကိုစဉ်းစားကြည့်ရအောင် how to teach မှာရောဘာလေးတွေဘာအနုစိတ်ကလေးတွေအနုပညာလက်ရမြောက်ဘာလေးတွေထည့်မလဲဆရာမတို့ချရေးပေးပါဦးဒီတစ်ခါ how ကိုစဉ်းစားပါဦး please yes
interest, need, yes. Yes, Alami, thank you. Interaction patterns, very good. Yes, okay. Yeah, let the Eugene, not yes, very good. Prior knowledge, yes. Yes, yes. Okay, yes. Mm, yes, look at that. Energy level, mood, yes. Activities, yes, yes, yes. Okay, strategies, yes. Teaching methods, yes. Pace, sharing, yes. Yes. Mamani, thank you so very much. အဲ့တော့ကျမတို့ဟလာဟုတ်ပါတယ်လက်တွေ့လုပ်တယ်ဟုတ်တယ်နော်ဒါအရင်အရေးကြီးလက်တွေ့လုပ်ဆောင်ခြင်းအမတန်အရေးကြီးဟုတ်တယ်အဲ့တော့ကျမတို့စဉ်းစားကြည့်ရအောင် five senses yes very good lesson plan yes very good ဆရာမတို့မှန်ပါတယ်အဲ့တော့ကျမစဉ်းစားထားတာလေးကိုကြည့်ကြည့်ပေးပါဦးနော် okay what to teach lesson content ပြောစရာမလိုတော့ဘူး lesson content ဒီကျမတို့အားလုံးကတော်တော်ကန်ကောင်းတယ်ခုခေတ်မှာစာအုပ်တွေတော်တော်ကောင်းကြပါတယ်ကျမတို့ဒီ public school education သူ့ရဲ့ course book တွေဆိုလို့ရှိရင်လည်းဟလာကျမခုနပြောသလို KG ကနေပြီးတော့ grade 12ဒီမှာစာအုပ်တော့သတ်မှတ်ထားပြီးသားရှိဒါကကျမတို့ public school တွေမှာတွားရင်ပေါ့တခါဟလာ private school တို့ပေါ့ international school ဆိုရင် international curriculum မှာလည်းသူ့မှာရှိပြီးသားပဲ Cambridge ကိုတွားမလားPSN edit ကိုသွားမလားသူ့မှာ course content ကရှိနေတာသင်္ချာဆိုတော့သင်္ချာဖတ်စာအောင်ရှိနေသူ့ level နဲ့သူ year 3လား year 4လားရှိပြီးသားနော်ဒါသင်္ချာဆိုတော့သင်္ချာရှိပြီးသား lesson content year 3မှာပါတဲ့ lesson နဲ့ year 4မှာပါတဲ့ lesson နဲ့ဘယ်လိုချိတ်ဆက်လဲသူ့မှာသူပညာရှင်တွေကရေးထားပြီးသားပညာရှင်တွေကတကယ်ကိုteaching နဲ့ပတ်သက်ပြီးတော့ learning နဲ့ပတ်သက်ပြီးတော့ curriculum နဲ့ပတ်သက်ပြီးတော့ assessment နဲ့ပတ်သက်ပြီးတော့အဲ့ပညာရှင်တွေစုပြီးတော့ဒီမှာသူတို့ဖတ်စာအုပ်တွေထုတ်ထားတာ teaching learning material ဆိုတော့အဲ့တော့ lesson content တွေကျွန်တော်ပြောစရာမရှိတော့ဘူးကျွန်တော်တို့မှာဘယ်အသက်မှာဘာသင်ဆိုတာရှိပြီးသားဘယ် level မှာဘာသင်ဆိုတာရှိပြီးသား year 3ဆို year 3စာအုပ်လေးယူလိုက်ရုံပဲ grade 3ဆို grade 3စာအုပ်လေးယူသင်လိုက်ရုံပဲတိတ်ထူးထူးခြားခြားမရှိဘူးပေါ့နော်ပုံမှန်အနေထားမှာဒါပေမဲ့အခုဒီကာလလေးမှာကျွန်တော်တို့မှာဘာတွေဖြစ်လာလဲဆိုကိုဗစ်ကာလကြော်ဖြတ်ခဲ့ရတယ်။နောက်ပိုင်းမှာလည်းကျွန်တော်အခက်ခဲကြုံခဲ့တဲ့ခါမှာတချို့ကလေးတွေမှာကျွန်မအမြင်အပြင်ဘာလို့တွေ့ရလဲဆိုတော့သူတို့ဒီage နဲ့ level နဲ့ဒါကျွန်မဒုတိယဟာနဲ့လည်းချိတ်ဆက်ပြီးပြောတာကျွန်မကိုက်ချင်မှကိုက်တော့ပုံမှန်အဖြစ်အသက်8နှစ်9နှစ်ဆိုရင်ကျွန်မတို့က year 3လောက်ကိုကျွန်မတို့ပတ်မှတ်ကြတာ။ဟုတ်အများဆုံး9နှစ်10နှစ်လောက်ဆိုလို့ရှိရင်ဒါ3နှစ်4နှစ်အရွယ်လောက်ပတ်မှတ်ကြတယ်။ဒါပေမဲ့ဂျားထဲမှာပညာရေးမှာပြတ်ခဲ့တာအများကြီးရှိတယ် learning gap တွေရှိခဲ့တယ်အခြေအနေအမျိုးမျိုးနဲ့အဲ့တော့အသက်10နှစ်ကလေးကိုကြောင်ရောက်လာလို့ရှိရင် year 3စာကိုတန်းပေးလို့ရချင်ပါရတယ်အဲ့ဒါလေးကတော့စဉ်းစားစရာနော်အဲ့ပြီးတော့ English level လည်းဒီတိုင်းပဲဆရာမတို့ဆိုလို့ရှိရင်ခုCambridge exam တွေသင်တဲ့ဆရာမတွေလည်းပါလိမ့်မယ်ဒါအခုဆိုလို့ရှိရင်မြန်မာနိုင်ငံမှာတော်တော်လေးကိုခက်စားတယ်နိ Cambridge exam တွေ UK ကCambridge University ကနေပြီးတော့ exam တွေလုပ်တယ်အင်္ဂလိပ်စာတစ်ခုတည်းပဲသင်တယ်လေးပေါင်းစာလေးဆို Young Learners exam တွေသင်တယ် Starters Mover Flyers ဆရာမရသင်တယ်အချိန်တစ်ခုသတ်မှတ်ပြီးဆောင်းဝတ်သွားဖြေကြတယ်ဒါတွေပေါ့နော်အဲ့တော့ပုံမှန်အားဖြင့်ကတော့ခုနအငယ်ဆုံးလေးဆိုရင်တော့ starters အသက်9နှစ်လောက်ဆိုလို့ရှိရင်စပြီးတော့သင်လို့ရပြီပေါ့ပုံမှန်အားဖြင့်ဒါပေမဲ့တစ်ခါတည်းကြားလို့ရှိရင်9နှစ်နဲ့ရခြင်းမှရမယ်အခုမှစလုပ်ကိုစလုံး15နှစ်လောက်မှလဲ starter လုပ်တဲ့သူလည်းရှိနေနိုင်တာလေနော်အဲ့တော့ lesson content ဆိုဒီမှာကျမတို့ကသတ်မှတ်ထားတယ်ခုန year 3စာအုပ် grade 3စာအုပ်ဆိုပေမဲ့ဒါပေမဲ့ကျမတို့ခုနကတော့learner profile နဲ့ချိတ်ဆက်ပြီးစဉ်းစားရတော့မယ်ဒီကလေးဟာဒီကြောင့်ကလေးဆိုရင်အမှန်တော့အသက်အရွယ်ကျမတို့ကပြောတာပါဒီကြောင့်လူကြောင့်သားဟာဒီ lesson content နဲ့ကိုက်နေတယ်ကျမတို့သိသိချာချာပြန်ပြန်လှန်လှန်စဉ်းစားဘယ်လိုစဉ်းစားမလဲကိုကြောက်တယ်ကိုရဲ့စိတ်ကူးနဲ့စဉ်းစားလို့မရတော့ဘူးကလေးနဲ့စကားပြောကြည့်မယ်မိဘနဲ့စကားပြောကြည့်မယ်တခါချင်းကြိုက်တချို့အကြောင်းတွေဆိုလို့ရှိရင်တို့ကတော့ငွေကြေးအင်အားရောလူအင်အားတတ်နိုင်တဲ့ခါကျတော့တို့ကဘာလုပ်လဲ entrance test လေးတွေဖြေခိုင်းတယ်ဖြေခိုင်းတယ်မဝင်ခင်မှာဖြေခိုင်းတယ်အမျိုးမျိုးပေါ့ learning behavior တွေ aptitude test တွေစစ်တယ်ပြီးတော့မှဒီတတ်မှတ်တဲ့ level ကိုထည့်ပြီးတယ်ပေါ့ဒါတော့မှလေကျောင်းတွေမှာတော်တော်ခက်ခဲပါတယ်ကျောင်းတွေကလည်းဘာပဲပြီးတော့ private ကျောင်းဆိုတဲ့ခါကျတော့ private ဖြစ်တဲ့အတွက်တို့မှာ commercial interest ရှိတယ်သူတို့ကစီးပွားရေးအမြတ်အတွက်သူတို့မှာအလုပ်လုပ်ရတယ်လေသူတို့လည်းဒါအမြတ်ရှိမှသူတို့ကလုပ်နေဆိုတာဆက်လို့ရမှာဟုတ်အဲ့ခါကျတော့
ကလေးတွေကလာတယ်မိဘတွေကဘာလုပ်လဲဆိုဥပမာဆိုတော့အသက်10နှစ်ရှိပြီကျမသားသမီးကို9 တန်းပို့ပြီးဆိုတော့တကယ်က9 တန်းမရှိနေ9 တန်းအဆင့်မရှိနေအချိန်တွေအမျိုးမျိုးကြောင့်သူကဟလာ2 တန်းအဆင့်3 တန်းအဆင့်နဲ့အဲ့လိုဖြစ်တော့ဟလာကလေးကိုလည်းကိုကအကြောင်းလက်ခံခြင်းတဲ့အခါတစ်ခါလေးကြားလို့ရှိရင်ဟုတ်ပါပြီ9 တန်းနဲ့ထည့်လိုက်တယ်9 တန်းနဲ့ထည့်ခါမှကလေးကဘလို့မှစာမလိုက်နိုင်ဆရာမကြီးဒုက္ခရောက်တာအများကြီးပေါ့နော်အဲ့တော့အဲ့အခြေအနေလေးတွေလည်းစဉ်းစားစရာကြီးဖြစ်လာနော်လောလောဆယ်မှာတော့ကျွန်တော်တို့ဒါတော့အဖြေမပြောသေးဘူးဖြေလည်းမရှိဘူးကျွန်တော်တို့အကောင်းဆုံးအဲ့ဒီခက်ခဲတဲ့မှာဘယ်လိုလုပ်မလဲဆိုတာကိုစဉ်းစားကြဖို့ okay အဲ့တော့ learner profile ကျွန်တော်စဉ်းစားတယ် age ဆရာမတို့ပြောတာပါတယ် level ဟုတ်ပြီခုနဆရာတယောက်ပြော socio economic background အမတန်အရေးကြီးတယ် socio economic background socio ဆိုတာကျွန်တော် social ပေါ့နော် economic ဆိုတာစီးပွားရေးဆိုင်ရာလူမှုရေးစီးပွားရေးဆိုင်ရာ background ဒါပါလေဟုတ်လားကျမတို့သူ့အိမ်မှာသွားပြီးတော့မိသားစု income ဘယ်လောက်ရှိလဲမင်းနေစရာမလိုပါဘူးအချမ်းချင်းကျမတို့စဉ်းစားလို့ရတယ်အလွယ်လေးပြောမယ်နော်ဟုတ်လားရန်ကုန်မြို့မှာမြို့ကြီးပြကြီးမှာမြို့လယ်မှာကျောင်းကြီးကျောင်းကောင်းမှာနေတဲ့ကျောင်းသူကျောင်းသားနေမို့အစွန်ဖျားဟုတ်လားတိုင်းပြည်ရဲ့အစွန်ဖျားအမတန်မှဝေးလံသီခေါင်တဲ့နေရာမှာမိသားစုကလည်းတကယ်ကိုလက်လုံးလက်စားခက်ခက်ခဲခဲနေရာမှာနေရတဲ့ကျောင်းသူကျောင်းသားမကြုံနိုင်ဘူးမကြုံနိုင်ဒီသဘောတွေရှိလာရန်ကုန်မှာလာတချို့တွေဆိုလို့ရှိရင်ဘာရှိလာလဲအလားမိဘကလည်းတတ်နိုင်တဲ့အခါကျတော့ကျောင်းလည်းတက်တယ်အပြင်စာရေးလည်းတက်တယ်အင်္ဂလိပ်စာတက်တယ်ကွန်ပျူတာတက်တယ်သူတို့မှအိမ်မှာလည်းပဲ laptop ရှိရဖုန်းတွေလည်းသုံးတယ်ဖုန်းကတော့မှန်တော့ငယ်တဲ့အချိန်မှာသုံးရင်အခက်သူ့အတွက်ဒုက္ခရောက်တယ်နိဒါတစ်ပိုင်းပေါ့ဒါပေမဲ့လည်းသူ့မှာ exposure အများကြီးရှိ learning နဲ့ပတ်သက်ပြီးသူ့မှာသိစရာအများကြီးရှိအဲ့လိုကလေးမျိုးနဲ့ဟလာမီးမရှိ internet မရှိဘာမှမရှိတဲ့နေရာမှာဒီကလေးမျိုးနဲ့ grade 3စာကိုသင်တာချင်းမှာကွာခြားလိမ့်မယ်ဒါလေးကျွန်တော်စဉ်းစားဖို့နော် okay learning needs ကလည်းအလွယ်ကတော့ကျမတို့ကျောင်းတွေမှာတော့ခုနအတန်းကျောင်းတွေမှာတော့ဟလာ grade 3ဆိုလို့ရှိရင်တော့ဒီကလေးဒီရွယ်မှာဒါတက်သင့်တယ်ဆိုပြီးတော့ international psychology အိမ်ထဲမှာ line မကောင်းဘူးလေထွက်သွားလို့psychology ပညာရှင်တွေကျမတို့ကဒီ curriculum ဆွဲပြီဆိုရင် psychology ပညာရှင်တွေနောက်တစ်ခါဒီပညာရေးပညာရှင် educational knowledge တွေ psychologist အများကြီးတို့ကပေါင်းလို့စဉ်းစားဘယ်အသက်ဘယ်အရွယ်မှာဘယ်လောက်အုံနောက်ကဖွံ့ဖြိုးရဲတို့ဘာလေးတော့သိတဲ့နေဘယ်လောက်မှာ primary level မှာဆိုရင်သင်ချောင်းဘယ်လောက်ထိတော့တတ်ထားမယ်အနည်းဆုံးဟလာလူတယောက်ရဲ့ survival အတွက်ပေါင်းလို့မြောက်စားအနည်းဆုံးဘယ်လောက်သိထားမယ်တို့မှတွက်ထားရင်ရှင်နိုင်ငံတကာမှာအဲ့တွက်ကိန်းကြီးအများကြီးရှင်ပညာရေးအားပေးတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်တကယ်ကိုသူတို့မှာဒီ research တွေအများကြီးလုပ်ထားဘယ်အသက်ဘယ်အရွယ်မှာဘယ်လောက်တက်ရမယ်ဆိုတာလေးတွေပေါ့အကြမ်းမြင့်ပေါ့နော်ဆိုလိုတာဒါပေမဲ့အဲ့မှာခက်ခဲတာတွေလည်းရှိရောရှိအကြမ်းမြင့်နေဘယ်အသက်ဘယ်လောက်ဆိုရှင်ဒါတက်သိအောင်ဒါ physically ဘယ်လောက်ထိတိုးတက်အောင်လုပ်ရမယ် mentally intellectually ဒါစဉ်းစားထားနော် and learning preference တို့ learning style ဆိုခုနဆရာတို့ပြောတာမှန်ပါတယ်ဟလာ learning style ကလည်းအမျိုးမျိုးရှိရယ် learning preference ပေါ့နော်တချို့ကကြတော့ရုပ်ပုံတွေကြည့်ပြီးတော့သင်ယူတာဝါနာပါတယ်တချို့ကကြရေးလိုက်ရမှာပို့ပြီးတော့ရတယ်တချို့ကြအကြားလေးကိုအာရုံစိုက်ပြီးစမဖြစ်ပေါ့ and prior knowledge past learning experience ဒါတွေဟာလည်းအရေးကြီးတယ်သူအရင်ကဘယ်လိုပုံစံနဲ့သင်ယူခဲ့တယ်လဲเนาะကျမတို့ကအတန်းထဲမှာကျမတို့ game တွေနဲ့စားခြင်းနဲ့တချင်းလေးတွေဆိုပြီးတော့သင်ခြင်းနဲ့ဒါလေးနဲ့ကျမတို့ကလုပ်ချင်တယ်ဒီလေးက game ကစားတာကိုတစ်ခါမှအတွေ့အကြုံမရှိခဲ့ရင်အတန်းထဲရောက်မှ game ကစားမယ်ဆိုရင်ကလေးအနေနဲ့ကြောက်နေလိမ့်မယ်သူများနဲ့လည်းပြောရဲဆိုရဲရှိချင်မှရှိမယ်အဲ့ဒီသဘောလေးကိုကျမပြောတာအဲ့တော့ past or prior learning experience ဒါတွေရှိတယ်ဒါကတော့ကျမတို့ခုန student လို့ပြောလိုက်လို့ရှိရင်ကျောင်းသူပဲကျောင်းသားပဲဆိုရင်ဒါကြီးကကျမတို့တယောက်နဲ့တယောက်နဲ့ကွဲနေတာလေးကိုကျမတို့မတူညီပဲနဲ့ကွဲနေတာလေးရှိရဆိုတော့ပြောချင်တာပါနောက်တစ်ခုက how to teach ဒီမှာတော့လေပြောစရာအများကြီးပဲဒီမှာကျမရေးထားတာမှနည်းနည်းအောင်မှနည်းနေတယ်ဒီထက်ဒီအသေးစိတ်ကိုကျမတို့ပြောလို့ရပါတယ်ဆက်ဆံကြတော့ aims and objectives ကဲဘာလို့သင်ပါလဲသင်ချာသင်နေအင်္ဂလိပ်စာသင်နေကျမတို့ဆိုလို့ရှိရင်ဒါတက်ကို workshop တစ်ခုနဲ့တက်ကိုလုပ်ပါဒီနေ့တော့ကျမအားလုံး overview သဘောနဲ့လုပ်တယ်ဒါပေမဲ့ဒီနေ့တစ်ချိန်မှာတော့အချိန်ရရင်တော့ကျမတို့ထားအသေးစိတ်တစ်ခုချင်းစီပြန်ပြောလို့ရပါတယ်ပြန်ပြောဖို့လည်းမျှော်လင့်ပါတယ်အဲ့တော့ aims and objectives ဟုတ်လားသင်လိုက်ပါပြီလေ
အင်္ဂလိပ်စာဘာသင်လဲအင်္ဂလိပ်စာသင်တယ်ဟလာဆရာမကြောင့်ကိုမေးလိုက်မယ်ဘာသွားသင်ပါလဲ grammar သင်တယ်ဟုတ်ပြီ grammar ဆိုရဟာ grammar ဆိုတာအင်္ဂလိပ်စာ grammar ကအများကြီးရှိအကြီးကြီးရှိအကျယ်ကြီးရှိ grammar ထဲမှာဘာကိုသင်မှာ tense ကိုသင်မယ်ဟုတ်ပြီ tense မှာ tense ကလည်းအများကြီးရှိဘယ် tense တော့အဲ့တော့မှsimple present tense ဟုတ်ပြီ simple present tense ဆိုတဲ့သူ့ဘာရှိနေတာအများကြီးဆိုအဲ့တော့ဘယ်ဟာကိုသင်ပါလဲဆိုတော့ specific အဲ့ဒါသိထားလို့ရှိရင်ကျွန်တော်သင်တဲ့အခါမှာလွယ်ပါပြီလို့မဟုတ်လို့ရှိရင်တော့ဒါကျွန်မ grammar စောင့်ကြည့်တိုင်းမျိုးဘယ်နာတော့သင်ရမလဲဘယ်အစသင်ရမလဲသင်နေတာသင်ရောက်ချင်တာရောက်အဲ့ဒီသဘောမျိုးဆိုလို့ရှိရင်တော့သင်တဲ့အခါဒီ good lesson လို့ဖြစ်တော့ဘူးနော်အဲ့နောက်တစ်ခါ time ကကြတော့ time and timing ပေါ့နိဒါကျမတို့ကျောင်းနေမှာဆိုရှင်တော့ချိတ်ဆက်ထားပါတယ်နော်ချိတ်ဆက်ထားတယ် and time ကလည်းပဲများသောအားဖြင့်အတန်းကျောင်းနေမှာကကျမတို့မှာခုနပြောမူလတန်းအငယ်စင်းဆိုလို့ရှင်မိနစ်30အထက်တန်းစင်းဆို45မိနစ်အပြင်ကျောင်းနေမှာဆိုလို့ရှင်အဲ့လိုပဲစာသင်ချိန်လေးသတ်မှတ်ထားတဲ့အချိန်ဒီအချိန်တွင်းမှာဒီလောက်သင်ရမယ်ပြီးမလားကိုယ့်ကိုစဉ်းစားမယ်အချိန်လေးပိုနေမှာလားအဲ့ဒါနေရတော့အတွေ့အကြုံပေါ်မူတည်ပြီးတော့ကျမတို့ကတဖြည်းဖြည်းနဲ့တော့ပို့ပြီးတော့ရလာကျမတို့လည်းပဲအခုချိန်ထိတစ်ခါကျင်ကြလို့ရှိရင်ကိုသင်လိုက်တဲ့timing ကိုစဉ်းစားရင်ငါတနားရီမှာဒီလောက်သင်မယ်ဆိုတော့တစ်ခါလေကျအချိန်လေးပို့သွားဟဲ့ဘာလို့ရမှန်းမသိဖြစ်တတ်တယ်တစ်ခါတည်းညရင်မလောက်ဘူးကိုပြောချင်တာအားများနေပြီးအချိန်ကပြည့်သွားတာလည်းရှိတတ်တယ်အဲ့ဒါလေးတွေကိုချိန်ရပါမယ် lesson stages lesson ဆိုတာ lesson ပေါ့ဒါပေမဲ့ lesson မှာ stages တွေရှိအဝင်ကလေးရှိရ intro ရှိရအဲပြီးတော့အလယ်မှာတင်တယ်ပြီးရင်အဲ့ဒီဟာ closing ပြန်ပြီးတော့အနှိမ့်ချုပ်လိုက်တာအဲ့ဒါရှိတယ်နော် stages တွေလည်းအများကြီးပဲကျွန်တော်တို့ပြောမယ်ဆိုအဲ့ stages တွေတိုင်းမှာလည်းပဲကျွန်တော်တို့ activities တွေရှိပါတယ်အဲ့ stage ဥပမာဆိုခုန intro လုပ်တဲ့stage မှာကျွန်တော်တို့ဘယ်လို activities မျိုးနဲ့လုပ်မှာလဲဆရာမအကြောင်းတော့စကားပြောရုံနဲ့ဒီပြီးမှာလားအရုပ်ပုံပြမှာလား game လေးတူတူလေးကစားခိုင်းတယ်သချင်းလေးနဲ့စလိုက်မှာလားအဲ့ဒီမှာကိုကျွန်တော်တို့ကstage activities အများကြီးရှိတယ် activities တွေဒီလည်းပဲအဲ့ stage တိုင်းမှာကျွန်တော်တို့ချိတ်ဆက်မှုရှိနေရမယ် stage 1မှာရှိတဲ့ activities ဟလာ stage 2မှာရှိတဲ့ activities အဲ့တော့ stage တွေမှာအစအဆုံး teacher talk ကြီးပဲဆိုရင်တော့ဆင်မတို့လည်းကြားမှုလိမ့်မယ်ကြုံမှုလိမ့်မယ် teacher center approach ကလည်းကြားမှုလိမ့်မယ်လာတာနဲ့ဝင်တာနဲ့ဆရာမထောက်လျှောက်ဖလွတ်တော်တာပဲဆိုကလေးတွေကပြောကြတယ်နိသင်လိုက်တယ်ထောက်လျှောက်ပဲသူကြီးပဲပြောနေတာပဲကျောင်းသားကတော့ငုတ်တုံနေထိုင်ပြီးတော့နားထောင်သွားတယ်ပေါ့ဒါပေမဲ့အဲ့ဒါကိုလည်းတချို့ကလည်းခုံကြတယ်ကျောင်းသားငြိမ်းနေတာပဲဟုတ်ပြီငြိမ်းနေတာပဲဆိုတော့အိတ်နေတာလားမသိဘူးတို့မဟုတ်လည်းပဲတန်းတန်းမှာတော့ရှိပါရဲ့စိတ်ကပြင်ရောက်နေတာလည်းဖြစ်နိုင်တယ်ဆရာမအောင်ကျောင်းကငြိမ်းနေရတာတို့မဟုတ်လည်းငြိမ်းနေပြီးအောက်မှာပုံနေဆွဲနေရတော့ကာတွန်းဖတ်နေရတော့ဒါလည်းဖြစ်နေနိုင်တာပဲနိအဲ့တော့ activity ဆိုတိုင်းလည်းပဲလုပ်နေတာတော့မဟုတ်ပါဘူးအုံနောက်က engaging ဖြစ်နေတာပါအုံနောက်က engaging ဆရာမပြောသလောက်အားလုံးသူ့ရဲ့အာယုံနဲ့ဟလာအာယုံထဲမှာစူးစိုက်နေခြင်းအုံနောက်ကနေလိုက်ပြီးတော့ဟလာအခြေအနေတစ်ခု process လုပ်နေခြင်းဒါမျိုးတွေကျွန်တော်တို့က activity တွေရွှေ့ချင်နောက်တစ်ခုကတော့ class rapport ပါ class rapport ဆိုတာကတော့ rapport ဆိုတာပြောရလို့ရှိရင် relationship ပါပဲဒီနည်းအားဖြင့်ဆိုလို့ရှိရင်တခါနေကြရင်တော့ classroom dynamics တွေပါလေပြောကြ rapport ဆိုတာ relationship ဒီတစ်ချိန်စာလေးသင်လိုက်ရင်တော့တစ်ချိန်စာရင်လို့မဟုတ်ဘူးပေါ့နော်ဆိုတော့တစ်နှစ်စာသင်တယ်တနှစ်စာထဲမှာကျမတို့ကဟာလာ first term second term အဲ့ဒီထဲမှာဒီနေ့ day 1 day 2 week 1 week 2မှာ day 1 day 2 class rapport ဆိုတာ relationship ဘယ်သူရဲ့ relationship လဲကျောင်းသူကျောင်းသားအချင်းချင်း relationship ဆရာဆရာမနဲ့ကျောင်းသူကျောင်းသား relationship ကျောင်းသူကျောင်းသားနဲ့ကျမတို့ teaching learning materials relationship ဒါတွေအားလုံးကကျမတို့ rapport ထဲမှာပါပါတယ်လူနဲ့ပဲပြောချပါဆို teacher နဲ့ student ရဲ့ relationship ဆရာမဆိုတာဟာကျောင်းသူကျောင်းသားတွေရဲ့လေးစားခြင်းကိုခံယူထိုက်တယ်လေးစားဖွယ်အောင်နေရမယ် yes man ကျမအဲ့ဒါလုံးဝအကျွမ်းမဲ့ရုံရှိတယ်သို့ပေမဲ့လေးစားအောင်နေရမယ်ဆိုဒီမှာကြောက်အောင်လုပ်ရမှာမဟုတ်ဘူးကြောက်အောင်လုပ်တာနဲ့လေးစားအောင်လုပ်တာနဲ့မတူဘူးဒါပေမဲ့ချစ်ခင်ပြီးတော့သူတို့ရဲ့အခက်အခဲတွေပြောနိုင်ရမယ်အတန်းထဲမှာလွတ်လွတ်လပ်လပ်စာရီကိုသင်ယူမယ်မှားသွားလဲဆရာမရှိရင်ငါ့ကိုပြင်ပေးပါလေဆရာမငါ့ကိုရိုက်မှာမဟုတ်ဘူးဆရာမငါ့ကိုအပြစ်ပေးမှာမဟုတ်ဘူးငါဒါမှားသွားရင်တော့ဝိုင်းမျိုးငါ့ကိုတက်အောင်လုပ်ပေးပါဘဲဆိုရယ် feeling မျိုးကိုကျမတို့အဲ့ relationship မျိုးကျမတို့ကဖန်တီးထားတယ်။ကျောင်းသူကျောင်းသားအချင်းချင်းခုနကတော့
ဆရာမတို့တွေကိုခုနကတော့ chat box မှာရေးရတဲ့မှာဒန်းတူညီမျှမှုတို့ဘာလို့ဟလာဒါကြီးလည်းပြောသွားတယ်အမှန်တန်ရေးကြည့်ရဟလာကျောင်းသူကျောင်းသားချင်းချင်းဒန်းတူဆက်ဆံခြင်းဆရာမကလည်းကျောင်းသူကျောင်းသားဆက်ဆံတယ်ကျောင်းသူကျောင်းသားလည်းဆက်ဆံတယ်ပြောရင်တော့အများကြီးပေါ့နော် equality တို့ equity တို့ဒါကြီးကျမတို့ပြောမယ်အဲ့လောက်ထိတော့မပြောတော့ပါဘူးဒီနေ့ကတော့ဒါပေမဲ့သူနဲ့ငါနဲ့တူတူပဲဟလာသူလည်းပဲကျောင်းသူကျောင်းသားငါလည်းကျောင်းသူကျောင်းသားဟလာစည်ရင်ချမ်းသာငါကွဲပြားတာလည်းရှိချင်းရှိတယ်ဒါပေမဲ့အတန်းထဲမှာငါတို့အားလုံးသွေးတဲ့တသားတဲ့တစိတ်တဲ့တဝမ်းတဲ့ we are one ငါတို့အတူတူလုပ်ကြမယ်ငါမှလည်းငါတငယ်ချင်းတွေကဝိုင်းပြီးတော့ပြင်ပေးမယ်ငါတငယ်ချင်းတွေမှလည်းငါဝိုင်းပြီးလုပ်ပေးမယ်ဟလာသူ့ကိုလူမျိုးဆွဲဘာသာဆွဲအသားရောင်ခွဲပြီးတော့သူ့ကိုဘာလို့မှဘာမှဟလာစိတ်နှောက်ယှက်မဖြစ်စေတဲ့ဟာမျိုးချစ်ချစ်ခင်နဲ့ learning ဒါကိုရအောင်သင်ယူမယ်ဆိုတဲ့စိတ်မျိုးမွေးဖို့အတွက်ကျမတို့အများကြီးလုပ်ရပါဒီအတွက်လည်းတကယ်ကတော့ဗာလဲဆို workshop တစ်ခုလုပ်လို့ရတယ်။ဒါပေမဲ့ဒါလေးဟာ lesson တစ်ခုထဲမှာပါနေပါတယ်။တနေ့တည်းတော့လုပ်လို့မရဘူး။ဟို day 1နဲ့ကနေစပြီးကျမတို့လုပ်ရမှာနော်။ဒီနေ့ကျမှတွားတင်တော့မှဒီနေ့ကျမှဟေးမင်းတို့ချစ်ချစ်ခင်ခင်နေကြဟဲ့လို့ပြောလို့ရှိရင်ပြောတာပဲရှိတယ်။ငကိုတဲ့ဟိုကဟလာကျမတို့တွေအဲ့လိုမျိုးချစ်ခင်ပွဲအချင်းချင်းလေးစားနိုင်ပွဲရှိရဲ့အနေထားလို့မဖန်တီးထားလို့ရှိရင်တနေ့တည်းနဲ့တော့ကျမတို့ဒါကိုဟလာပေါ်ဆောင်လို့ရမှာမဟုတ် assessment and feedback assessment လို့ပြောလိုက်လို့ရှိရင်ဟလာexam ကိုမြင်တယ်ဟုတ်တယ် exam လည်း part of the assessment မှာဒါပေမဲ့ကျမတို့က teaching လုပ်ပြီဆိုလို့ရှိရင်ကျောင်းက learning လုပ်သူတို့က learning လုပ်တဲ့ဟာဘယ်လောက်ထိ learning ကသွားနေတယ်လဲရှေ့သွားနေလားဟလာဒီလိုပဲကြံနေသလားအဲ့နားမှာပဲရပ်နေသလားသူတကယ်ရောလိုက်နိုင်ရဲ့လားကျမတို့သိဖို့အတွက်ကနည်းမျိုးစုံသုံးရအခါအားလျော်စွာမိခွန်းလေးတွေမိတာအခါအားလျော်စွာ quiz တွေလုပ်တာအခါလေးကျရင်တချို့ activities တွေတချို့ game လေးတွေကနေပြီးတော့မှကျောင်းသားတွေတကယ်ရလားမရလားကျွန်တော်မှန်းတာနည်းမျိုးစုံရှိပါတယ်ဒါတွေဟာ assessment နဲ့ပါပါတယ်အတန်းတင်စာမေးပွဲလဖတ်စာမေးပွဲအလား mid term စာမေးပွဲဒါတွေလည်း assessment ပါပဲဒါပေမဲ့ကျမတို့ကတော့နေ့စဉ်ပဲကျမတို့ assessment လေးတွေကို informally လုပ်သွားတာပါနော်အဲ assessment လုပ်ပြီးလို့ရှိရင်ကျမတို့ feedback ပြန်ပြောရပါတယ်အလားဒါလဲဆိုလို့ရှိရင်ပုံမှန်အားဖြင့်ကတော့အလားဆရာမတွေကိုယ့်အကုန်ခေါင်းထဲမှာစဉ်းစားကြည့်မယ် essay ပေးလိုက်တယ်ရေးလိုက်ပြီးကျမတို့အမှတ်ပေးတယ်10မှတ်မှာ9မှတ်နောက်တစ်ယောက်က10မှတ်မှာ6မှတ်နောက်တစ်ယောက်က10မှတ်မှာ8မှတ်အဲ့ဒါ feedback မဟုတ်ပါဘူးအဲ့ဒါဘာလဲဆိုကိန်းကနန်းနဲ့ပြီးလိုက်တာအဲ့ဒီ10မှတ်မှာ9မှတ်ဆိုတာဘာကြောင့်9မှတ်ရတာ10မှတ်မှာ8မှတ်ဆိုတာဘာကြောင့်8မှတ်ရတာလက်ရေးလှလို့စလုံးပေါင်းမှန်လို့လား grammar မှန်လို့လားဘာမှမသိရအောင်ဟလာဒီတိုင်းပဲ10မှတ်မှာ8မှတ်ပဲပြီးလိုက်တယ်ကောင်းတာဘာလဲဆို feedback ပြန်ပြရမယ် feedback ကဖြစ်နိုင်လို့ရှိရင် detail ပေါ့ဒါပေမဲ့ဒါကတော့ခက်ခဲတယ်ဒါလည်းခုနပြောသလိုဒါကိုလည်းသိတဲ့တစ်ချိန်ကျမတို့အများကြီးပဲဟလာစဉ်းစားစရာရှိပါတယ်workshop တွေလုပ်လို့ရပါတယ် feedback မှာတော့ကျမတို့ခုန detail ပြောလို့ဆိုတာအတန်းတန်းမှာလူများနေတော့ခက်တာတို့လည်းကျမတို့လုပ်လို့ရတာကဒီနေ့ကတော့ဟလာ essay တွေဆရာမကြည့်လိုက်တယ်သိကောင်းတယ်အတွေးခေါ်သိကောင်းတာပဲဒါပေမဲ့ဒီမှာကတော့ common mistake တွေရှိတယ်ဒီလို grammar လေးတွေအများစုမှားကြသေးတယ်နော်ဟလာဥမာ he ဆိုလို့ရှိရင် place ပြရမယ်မှားတဲ့သူတွေရှိရဲကိုယ့်အကိုပြန်ကြည့်ပါပြန်ပြင်ပါစသဖြင့်အဲ့လိုမျိုးတန်းလုံးကို feedback လေးပေးတာမျိုးတကယ်လို့ one to one သင်ရင်တော့ကောင်းတာပေါ့နော် one to one သင်တဲ့အတန်းဆိုလို့ရှိရင်တော့ကိုသင်တယ်ကျောင်းသားနဲ့ကိုနဲ့နှစ်ယောက်တည်းဆိုတော့သူ့မှားတာတစ်လုံးစီထောက်ပြပြီးတော့ပြင်ခိုင်းလို့ရတာဒါပေမဲ့ assessment လုပ်မယ် feedback ပေးရတယ်နောက်ဘာတွေလဲ teaching learning materials လွယ်တာကတော့မြင်တာကတော့ဘာလဲဆိုရင်အတန်းထဲမှာရှိတဲ့ classroom facilities တွေ whiteboard တွေ markers တွေရှိရမယ်ဒါပေမဲ့ whiteboard marker ဆိုရှင်ဘယ်လိုလုပ်မလဲအဲ့ဒါမရှိရင်သင်လို့မရတော့ဘူးလားအဲ့ဒါမရှိလဲသင်လို့ရတဲ့အနေအထားရှိတယ်အဲ့ဒါတွေအမြဲတမ်းစဉ်းစားထားရမယ် course books ဖတ်စာအုပ်ပေါ့နော် handouts ကျမတို့ဒီလက်ကမ်းစာဆောင်တွေဒါတွေရောရှိနေရမှာလားမရှိရင်ဘယ်လိုလုပ်မလဲ course book ဒီဖတ်စာအုပ်ဒီတကယ်ကတော့ကျမတို့ခက်ခဲတဲ့နေရာမှာဆိုကျမတို့ငယ်ငယ်ကလည်းအဲ့လိုပါပဲဟလာတချို့တွေဆိုလို့ရှိရင်မောင်နှမများတဲ့သူတွေဆိုလို့ရှိရင်ဟလာဒီအကိုကနေပြီးတော့မှဒီစာအုပ်လေးကိုညီမလေးစီလက်ဆင့်ကမ်းနေညီမလေးကမှမောင်လေးစီဒီစာအုပ်ကလေသူတို့မောင်နှမ3-4ယောက်လောက်ကတစ်ဆက်တည်းသင်သုံးသွားကြတာမျိုးမြင်ရတယ်အဲ့ဒါမျိုးလေးလည်းသုံးလို့ရပါတယ်เนาะဖတ်စာအုပ်တွေမပြောင်းဆိုရင်ပေါ့ဒါမျိုးတွေသိလို့ရဖတ်စာအုပ်ထဲမှာရေးရလို့ရှိရင်တော့တမျိုးပေါ့เนาะရေးလိုက်လို့ရှိရင်တော့ဘာခေါ်မလဲ
နောက်လူသုံးလို့မရတော့ဘူးเนาะဒါမျိုးတွေတော့ရှိတယ်အဲ့တော့ကျမတို့လုပ်ပြီးလို့ရပါပြီအဲ့တော့ကျောင်းသားကိုလည်းစီကံလေးသင်ပြီးသားဖြစ်သွားတယ်ချိုးချံချွေတာခြင်းဆိုတာလည်းပဲကျမတို့သင်ပြီးသားဖြစ်တောင်းယူထက်ခြင်းဆိုတာလည်းဖြစ်သွားတယ်ပို့ပြီးရင်နောက်လူကဟလာဆက်ရှိနေအောင်မယ်ဒီဟာရက်ဒီလိုပဲပြီးရင်ပြီးတော့မဟုတ်ဘူးဆိုတာမျိုးကျမတို့အများကြီးပဲเนาะဆရာမလုပ်ရင်းနဲ့လူတစ်ယောက်ကိုပြောင်းလဲပေးနိုင်တယ်အများကြီးပဲလုပ်လို့ရတယ် teaching learning aids တွေ such as realia ဆိုတော့တကယ် real objects တွေပါပဲပြောရလို့ရှိရင်ဆိုပါတော့ကျမတို့ကပန်းသီးဆိုပြီးတော့ကျမတို့သင်မယ် apple ပြောတယ် apple ကိုကျမတို့ကောင်းတာတော့ apple တစ်လုံးယူသွားပြီးပြလိုက်တာကောင်းဆုံးပေါ့ apple မယူသွားနိုင်လို့ရှိရင် apple ပုံလေးဆွဲပြတာမျိုး apple ပုံလေးကိုကျမတို့ကအလားဓာတ်ပုံလေးရှင်ထုတ်ပြတာမျိုးဖုန်းလေးကနေပြတာဥပမာပြောတာပါဒါမျိုးလေးလုပ်လို့ရပါတယ် digital platform ဆင်ရှိရဲဒါသုံးနိုင်တယ်အဲ့တော့ဒါလေးကကျမစဉ်းစားထားတာအဲ့တော့ပြောချင်တာဘာလဲဆိုတော့ lesson တစ်ခုလို့ပြောလိုက်လို့ရှိရင် lesson ကဖတ်စာအုပ်ထဲမှာပါတယ် unit 1 lesson 1ဒါတွေမဟုတ်ဘူးအဲ့ဒီထဲမှာကျမတို့ကဘယ်သူ့ကိုသင်ပါလဲဘယ်လိုသင်ပါလဲဆိုတဲ့အချက်ဒီမှာကျမတို့ကစဉ်းစားစရာဖြစ်လာတာဟုတ်ပါပြီဒါဆိုလို့ရှိရင်ဒီမှာဆရာမတို့တွေနည်းနည်းများဗာလေးများထပ်ပြီးတော့ဖြည့်ဆွက်ပြီးတော့ပြောချင်ပါတယ်လေဒီမှာဆိုလို့ရှိရင် using 5 senses ဆိုတာလို့ပြောထားတယ်သိကောင်းတာပဲဟုတ်တယ် formative assessment thank you very much oral test ဟုတ်တယ် oral test ကကြတော့ကျမတို့ကပြောရလို့ရှိရင်ဥပမာအင်္ဂလိပ်စာသင်လို့ရှိရင်တော့ speaking skill ကိုစစ်တယ်ဆို oral test ပေါ့နော် oral test သင်္ချာတို့ဘာတို့မှာတော့ oral test နဲ့စစ်တာကျမအနေနဲ့သိတော့မသိဘူးပေါ့နော်ရှင်းချင်းလည်းရှိပါလိမ့်မယ်diagnostic assessment ဟုတ်တယ် diagnostic ကကြတော့ကျမတို့တွေများသောအားဖြင့်ကတော့သင်တန်းတစ်ခုရဲ့မစခင်မှာကျမတို့ဘာလုပ်လို့ရှိရင် diagnose ယောဂရှာဖွေတယ်ပေါ့ပြောရလို့ရှိရင်ဘာလဲဆိုတော့ကျမတို့ဆရာမတွေကနေပြီးကျောင်းသားတွေဟလာအားလုံးကတော့ year 3ပဲ grade 3ပဲတို့ပြင်မဲ့မလို့ကျမတို့ဟလာဒီ grade 3ထဲမှာတယောက်နဲ့တယောက်နဲ့မတူပွဲပြတာလေးရှိနိုင်တယ်ဆက်စချင်း day 1မှာ test လေးတစ်ခုပေးလိုက်အလွယ်လေးပဲကြောက်စရာကောင်းတဲ့ test မဟုတ်လူတွေက test လို့ပြောလိုက်လို့ရှိရင်အရန်ကြောက်စရာကောင်းတယ်လို့ထင်တယ် exam လို့ကြောက်စရာကောင်းတယ်လို့ထင်တယ် task လေးတစ်ခုပေးမယ် activity တစ်ခုပေးမယ်အဲ့လိုလုပ်ချင်ရင်ကျောင်းသားရဲ့သဘောတဘာဝလေးသူတို့ရဲ့အနေထားလေးကိုသိသွားလို့ရှိရင်ကိုဘယ်လိုသင်မလဲလုပ်လို့ရသွားတာပေါ့နော်ပို့ပြီးကောင်းအောင်သင်တတ်သွားတာပေါ့သင်ဖို့ကို plan လုပ်လို့ရသွားတာနော် peer assessment yes thank you peer assessment ဆိုတာကကြတော့အချင်းချင်းပြန်ပြီးစစ်ဆေးရအဲ့ assessment မှာလည်းပဲ peer assessment မှာလည်းတကယ်ကတော့ပြောမယ်ဆိုအများကြီးပါပဲ peer assessment ဒီဘယ်လောက်ထိခိုင်မာမှုရှိတယ်လဲကျောင်းသားချင်းချင်းစစ်ခိုင်းနေတာရရဲ့လားကောင်းရဲ့လားသူနဲ့ကတူတူပဲ level တူတူချင်းကိုဘာလို့စစ်ခိုင်းရလဲပြောတဲ့အချက်တွေရှိရနော်ပြောလို့ရပါတယ်ပုံမှန်အတန်းတွင်းအားဖြင့်ဆိုလို့ရှိရင်တော့ကျွန်တော် peer assessment ကိုသုံးလို့ရတယ်ကျွန်တော်ကိုယ်လည်းလုပ်ပါတယ် answer key ကိုခိုင်မာတဲ့ answer key ကိုထားရမယ်ပြီးလို့ရှိရင်ချင်းချင်းကျမတို့ကဒီမှာဆိုပါတော့ကျမတို့1 to 10ကဲလုပ်ပါအောင် exercise ပြီးရင်စာအုပ်လေးချင်းချင်းဖလှယ်ကဲကျောင်းသားချင်းချင်းမှတ်ချက်ဆိုကျမတို့ answer key ကိုမှန်ကန်သောထိကြသော answer key ကိုပေးထားရမယ်အမှတ်ပေးစနစ်ကိုလည်း rubric ကိုလည်းတစ်ခါလေးပေးထားမယ် marking scheme တမှတ်မှန်တပုတ်မှန်တမှတ်ပြီးရင်တို့ချင်းချင်းမှတ်စစ်အဲ့ဒါဆိုလည်းပြီးရဆရာမလည်း work လုပ်ကြော်တယ်တို့လည်းပြောချတယ်အမြဲတော့လုပ်လို့မရဘူးတချို့သော task တွေကတိတ်ပြီးအဆင်မပြေနိုင်ဘူးပေါ့နော် okay သင်္ချာတွေပါလည်းပဲတစ်ခါလေကြာရင်လို့သင်္ချာသိပ္ပံမှာလည်းရှိခြင်းရှိမယ် English မှာလည်းကြာအဲ့မဲ့တို့ကျမတို့ဘယ်လိုခေါ်မလဲ summative assessment ဖြစ်တဲ့ final exam လို့ပါလို့မှာတော့ peer assessment นี่တိတ်တော့အဆင်မပြေဒါတော့မှကျမတို့ဒီ summative assessment ဖြစ်တဲ့ဒီ final exam လို့ပါမျိုးထောင်မှတချို့ကexam နဲ့ပတ်သက်ပြီးပြောကြတာအများကြီးပေါ့နော်ဒါဟလာဒါကြီးကမလိုပါဘူးစာမေးပွဲဆိုတာမရှိသင့်ဘူးဆိုတာမျိုးတွေလည်းရှိကြဆိုတော့ဒါကတစ်ပိုင်းပေါ့ဒါကိုကျမတို့မပြောတော့အဲ့တော့ကျမတို့စဉ်းစားထားတာကောင်းတယ်ကျမတို့ဆက်ပြီးတော့ကျမတို့သွားကြရအောင်ပါ okay okay so teaching a good lesson เนาะကျမတို့ခုနမနေ့ကရောက်ချင်းတော့စာအုပ်ချင်းမှာကျမတို့ပြောခဲ့တာ lesson not lesson but a good lesson a good lesson မှာ teaching a good lesson အဲ့တော့ဘာတွေဖြစ်မလဲအဲ့တော့ good lesson ဖြစ်ဖို့အတွက်ကျမကနိသုံးခုကျမစဉ်းစားမိပါတယ်lesson တစ်ခုဆိုတာခုနပြောအတန်းထဲမှာတနားရီစာလေးသင်နေဆိုတော့လေကျမတို့အဲ့တနားရီမတိုင်ခင်မှာကျမတို့ဘာလဲ before
planning and making preparations ဒီမှာလုပ်ရပါတယ် and during သင်နေစဉ်ကာလမှာလည်းပဲသင်တဲ့ teaching ဒါပေမဲ့ဘာကိုသင်နေတာလဲ teaching the lesson လား teaching the students လားအဲ့ဒါစဉ်းစားစရာပါနော်အဲခုနကကျွန်တော်တို့ပြောတဲ့ teaching delivery ပေါ့နော် how ကိုဒီမှာထည့်ပြီးစဉ်းစားသွားလို့ရတယ်အဲ့ဒါဘယ်လိုသင်နေတာလဲ teaching materials တွေသုံးသလား lesson status တွေကကောင်းသလားလာ rapport အချင်းချင်းအကြောင်းကြောင်းသားချင်းချင်းဆရာမနဲ့အကြောင်းကြောင်းသားများရဲ့ခြားထဲမှာချက်ခင်ရင်းနှီးမှုရှိသလားသူတို့တွေကပျော်ရွှင်စွာနဲ့သင်ယူမှုဖြစ်နေသလားဒါကြီးကျွန်တော်ပြောစရာအများကြီးဒါ during မှာကိုပြောစရာအများကြီးပဲအဲ့မှာမှကျွန်မနှစ်ခုလေးစဉ်းစားတာအခါတည်းကျကျွန်တော်တို့က lesson plan ခိုင်းသွားပြီ lesson plan နဲ့သင်လိုက်တယ် lesson plan ရလည်းသိလှတယ် lesson plan တိုင်းလည်းပြီးသွားတယ်ကျမတို့ဆိုလို့ရှိရင်တခါလေးသူများတင်တာကိုလေjunior ဟိုတင်တာကိုကျမတို့သွားပြီးတော့ observation လုပ် lesson ရကောင်းဘူးသင်လည်းသင်လိုက်တယ်ပြီးလည်းပြီးသွားတယ်အဲ့မဲ့ကျောင်းသားဒီတိုင်းပဲကျောင်းသားရသွားလားကျောင်းသားမရသွားဘူး lesson ကတော့လှနေရပဲအဲ့တော့ကျောင်းသားရသွားလားကျမတို့ဘာနဲ့တိုင်းတာလဲစဉ်းစားစရာနော် okay တခါ lesson ပြီးသွားပြီစောင့်ကြည့်ပိတ်အခန်းထဲပြန်စောင့်ကြည့်ကိုတိတ်အိမ်ပြန်အဲ့ဒါနဲ့နေမပြီးဘူးကျမတို့ဘာလုပ်ရလဲreflecting ဆိုတာအရေးကြီးနေတယ် reflection လုပ်ရပါဘူး reflection ကတော့ဆရာမတို့တွေခက်ခဲမဟုတ်ဘူးနေ့စဉ်လုပ်နေကြတယ်နော်ကျမတို့နေ့စဉ်ထမင်းစားတဲ့အခါမှာစားပြီးလို့ရှိရင်ဒီနေ့စားကောင်းနေဆိုပြီးတော့ခေါင်းထဲမှာအတွေးတစ်ခုပေါ်လာတယ်အဲ့ဒါ reflection လုပ်လိုက်တာပဲဒီနေ့စားမကောင်းနေ့ကတော့စားငံသွားတယ်ဒါလည်း reflection လုပ်လိုက်တာအဲ့ဒါဘာလုပ်တာလဲဆိုတော့ evaluating and planning for the next lesson evaluate လုပ်တယ်ဆိုတာအကဲဖြတ်လိုက်တာတန်ဖိုးဖြတ်လိုက်တာနော်ဒီနေ့ခုနဟင်းရငံသွားပြီဆိုနောက်တစ်ခါကျရင်စား short ထည့်မယ်ငံပြားရင် short ထည့်မယ်ဒီဟာလေးကကျမတို့က next step အတွက်ကျမတို့ကခြေလှမ်းဖြစ်သွားအဲ့ lesson တစ်ခုလုပ်ပြီဆိုလို့ရှိရင် lesson တစ်ခုသင်ပြီဆိုလို့ရှိရင်ဒီနေ့သင်လိုက်တဲ့တနားရီစာနဲ့မပြီးဘူးအဲ့တနားရီစာမတိုင်ခင်မှာကျမတို့လုပ်စရာအများကြီးရှိတခါတည်းရလေကျမကိုယ်တိုင်ဆိုလို့ရှိရင်လည်းပဲတခါလေးကျကျမကလည်းအတွေးများတာလည်းဖြစ်လိမ့်မယ်အလုပ်တိုင်းလုပ်တာနှေးကိုရလည်းဖြစ်ဖြစ်လိမ့်မယ်အဲ့တနားရီစာသင်ဖို့ကျမကတပတ်လုံးပြင်လို့မဆုံးနိုင်ဖြစ်စဉ်းစားရုပ်ရှင်ရိုက်တယ်လို့မျိုးပဲဒါရိုက်တာကနေပြီးတော့ဟာလာဇက်ညွှန်းနေဇက်ကွက်တွေစဉ်းစားနေတယ်လို့ပဲငါဘယ်လိုလေးစလိုက်မယ်ဘယ်လိုလေးဟာတာအနေနဲ့ပြောလိုက်မယ်ငယ်နာလေးမှာတော့ဘယ်လိုလေးဂိမ်းလေးကိုချားလေးထိုးလိုက်မယ်ငယ်နာလေးမှာသချင်းလေးထည့်လိုက်မယ်ငယ်နာမှာတော့ဘယ်ပုံလေးထည့်လိုက်မယ်စသဖြင့်ပေါ့နော်စဉ်းစားနေတာကျမမှာလေရုပ်ရှင်ခုနလိုဇက်ညွှန်းနေဇက်ကွက်တွေရေးပြီးတော့လုပ်နေတာအဲ့ဒါကိုကြားနေတာတခါလေကျပုံလေးကျမမှာရှာရတယ်လာဖတ်ဆောင်ထရစာအုပ်လည်းရှိနေရဲ့နေကိုကျမကထပ်ထည့်ချင်တာကြီးပါတယ်ဖတ်ဆောင်ထရစာအုပ်ကလည်းတစ်ခါလေကြာရင်ကျမစိတ်တိုင်းမကြတာရင်လည်းရှင်ဖတ်စာအုပ်ဆိုတာလည်းဖတ်စာအုပ်ဒီကောင်းပါလေဒါပေမဲ့တစ်ခါထင်ကြလို့ရှင်လည်းသူဒီ perfect တော့ဘယ်တော့မှမဖြစ်နိုင်ဘူးဖတ်စာအုပ်ထဲမှာပါတဲ့စာတွေကအများအတွက်ရေးထားတာဖြစ်ပြီးတော့သီးသန့်ဒီကလေးအတွက်ဒီကျောင်းသားအတွက်ဟုတ်ချင်မှဟုတ်နေတယ်ကိုကပြုပြင်ရတာအများကြီးရှင် adapt လုပ်ရတာအများကြီးရှင်အဲ့တော့ကျမဘာလုပ်လဲပုံနေ internet မှာပုံနေရှာအဲ့လိုမျိုးစုံပေါ့အဲ့ဒီမှာချိန်နေကြတယ်ကိုကနေကိုကောင်းလာပြီဆိုပြီးပြင်လိုက်ပြင်ရခါမှာတော့တင်တဲ့ခါကြလို့ရှင်တခါတည်းကြလို့ရှင်ကိုယ်စိတ်တိုင်းညာဖြစ်ချင်မှဖြစ်တယ်ကိုကမျောလင့်ထားခဲ့ခါတည်းကြရင်တခါကျမပြောမယ်ကျမလေးဟာအမှလူ30လောက်ရှိမဲ့အတန်းပေါ့ကျမက gain တွေလုပ်သွားတယ်အမတန်နဲ့ပြောစရာကောင်းတာပဲဒီအကြောင်းအရာလဲစိတ်ဝင်စားလို့ကောင်းတယ်ကျမထင်တယ်အဲ့တော့တကြံသားနီးနေတကြံနဲ့ပတ်သက်တဲ့ activity ပေါ့နေလုပ်သွားရန်ကိုကအရင်နေပြောအဲ့ဒီနေ့မှာဘာဖြစ်လဲဆိုတော့ကျမသွားတင်တဲ့အဲ့ဒီဖွဲ့ကသူတို့အရန်လုပ်တယ်များလူကြီးတွေကလူကြီးဆိုတာအမှန်တော့ဟိုပါပေါ့နော်အသက်20ပတ်လေပေါ့လုပ်ငန်းခွင်တွေကသူပေါ့20ကျော်ပြီပေါ့အဲ့တော့အဲ့ဒီနေရာသူတို့အရန်လုပ်များတဲ့နေ့ဖြစ်အလုပ်များပြီးတော့ဘယ်သူမှလာမတက်နိုင်2ယောက်လောက်ပဲလာတက်နိုင်တယ်အဲ့ကိုလောက်ထားတာလူ30စာ activities game နေနဲ့အုံကျွတ်နေဖြစ်မဲ့ဟာလုံးဝမရနိုင်ကိုကဘာလဲဆိုကိုယ့်ရဲ့ lesson ပြောင်းလိုက်ရတာဘယ်လိုလေးပြန်သင်လဲဆိုတော့ကိုလည်းပဲ feeling တွေအောက်တာပုံလို့သင်ရတာဒါပေမဲ့အဲ့လိုလေးလည်းဖြစ်တတ်တယ်အဲ့ဒါကြားလို့ရှိရင်လည်းကိုကဆရာမတွေအနေနဲ့ကဘာလဲဆိုရင် lesson ကို adapt လုပ်နိုင်ဖို့အတွက်ကိုကနည်းနည်းတော့စဉ်းစားထားမယ်ဒါလည်းကျမတို့ဒီစဉ်းစားမယ်ဆိုပြောစရာအများကြီးပါပဲ reflection လေးတော့ပြန်လုပ်ပါတစ်နေ့သင်ပြီးသွားပြီဆိုလို့ရှိရင်ခေါင်းထဲမှာကိုအသိဆုံးပါဟလာထမင်းစားလိုက်တယ်ထမင်းစားမိန်တယ်မမိန်ဆိုကိုအသိဆုံးပါထမင်းစားမိန်တယ်ဒီနေ့တော့ငါထမင်းစားမိန်တယ်ဒီနေ့တော့ငါစားပင်ကားရတာငါအားရတယ်
အသိဆုံးပါဟလာကိုယ့်အကိုလေးစဉ်းစားပါဒီနေ့ငါဘာဖြစ်လို့ကောင်းတာလဲဒီ lesson နဲ့ကဘာဖြစ်လို့ကလေးတွေပျော်သွားတာလဲငါမျိုးလေးငါဘယ်လိုလုပ်ရင်ကောင်းလဲဒါပေမဲ့ကလေးပျော်တာကရောကလေးတို့အကျိုးရှိသလားစဉ်းစားစရာပေါ့နော်ဟုတ်ပါပြီရှင်ဒါပဲကျွန်တော်တို့ဆက်သွားပါမယ်evaluating a lesson evaluating ဆိုတာကတော့ခုနပြောတယ် reflection လုပ်တဲ့နေရာမှာကျွန်တော်ထည့်တာနော်အဲ့တော့ a lesson a good lesson an excellent lesson ဒီခါတော့ဆရာမတို့ကျွန်မမေးခွန်းနေမေးပါတော့မယ်ဆရာမတို့တွေchat box ထဲမှာလည်းရေးလို့ရတယ်သို့မဟုတ်လည်းပဲဟလာဟို mic ဖွင့်ပြီးတော့လည်းပြောလို့ရတယ်ဟိုမိုက်ခွန်ပြီးပြောလဲဆိုလို့ရှိရင်ရပါတယ်เนาะလက်နေထားမှုပြောအဲ့တော့မင်းကတော့3ခုရှိပါတယ် Who is to decide whether the lesson is good or not learners teachers colleagues or senior teachers ဒီမှာ question mark ကိုကျန်နေတယ်who is to decide ဘယ်သူကဆုံးဖြတ်မှာဒီ lesson တခုကောင်းတယ်မကောင်းဆိုတာဘယ်သူကဆုံးဖြတ်မှာကိုသင်လိုက်တာကိုကဆရာမှာကိုကဒီ lesson ရဲ့ပိုင်ရှင်ကိုဆုံးဖြတ်မှာလားကျောင်းကဆုံးဖြတ်မှာအဲ့တော့ပတ်ဝန်းကျင်ကကိုနဲ့တွဲလုပ်တဲ့ဆရာဆရာမကြီးကလာကိုနဲ့လုပ်ပေါ်ခိုင်းတဲ့ကြီးကပြောမှာ senior teacher staff ကြီးကပြောမှာလားဒါမှမဟုတ်လည်းတော့ dean လို့ခေါ်တာပေါ့ subject dean နဲ့ဘယ်သူကဆုံးဖြတ်ရမှာလဲဆရာမတို့ပြောဖို့ပါနော်နောက်မေးဖို့တကူက how and when can teachers and learners decide whether the lesson is good or not ဘယ်လိုဆုံးဖြတ်မှာနော်ဘယ်အချိန်မှာဆုံးဖြတ်မှာအဲ့ဒါနဲ့စဉ်းစားဒါလေးကတော့ခုနကကျွန်မပြောရတဲ့မှာလေပါပျော်စရာကောင်းတာနဲ့ဆုံးဖြတ်ပါလား memorable မှတ်မိလားဆုံးဖြတ်ပါ useful အသုံးဝင်တယ်ဆိုတာနဲ့ဆုံးဖြတ်ပါလား engaging ဟလာ lesson နဲ့ကိုနဲ့တသားလေးကြ lesson သာပြီးသွားတယ်တနားရီသာပြည့်သွားတယ်ဟလာပုံလို့ပုံသွားမှန်းမသိစိတ်တွေကအာယုံတွေက lesson နဲ့ကိုတခါလေးပါသွားတာအဲ့ဒါမျိုးလား participatory ကိုယ်ကိုယ်တိုင်ပါပြီးတော့စဉ်းစားပြီးတော့ဆရာနဲ့ကိုနဲ့ပြောရင်းဆိုရင်းနဲ့အဲ့ဒါမျိုးလားဟလာachieving sorry learning outcomes sorry ဒီမှာလည်းကျွန်မတိုက်ဖို့ပါ learning outcomes ရောကျွန်မတို့ပြည့်သွားတယ်အဲ့ဒါမျိုးဆရာမတို့စီကနေကျွန်မကြားကျင်ပါတယ်ဆရာမတို့တွေအဆင်ပြေလို့ရှိရင်ကျွန်မတို့ပြောပြပါဟုတ်ကဲ့ပါဆရာမကြီးဟိုlesson တစ်ခုကောင်းတယ်မကောင်းဘူးဘယ်သူကဆုံးဖြတ်မလဲလို့ပြောရင်ကျွန်မအနေနဲ့အပိုင်း3ပိုင်းကိုမြင်မိပါတယ်ဆရာမကြီးတစ်ခုကတော့ကျောင်းသားကျောင်းသူတွေပေါ့နော်နောက်တစ်ခုကတော့ဆရာတွေဆရာမတွေနောက်တစ်ခုကကျတော့supervisor တွေ head trainer တွေကဆုံးဖြတ်မှာဆိုတာကျောင်းသားကျောင်းသူတွေကဘယ်လိုဆုံးဖြတ်မလဲဆိုသူတို့နားလည်လားလေ့လာရတာအောင်မြင်လားသူတို့ participate လုပ်ရတာအဆင်ပြေလားဆိုတာတွေနဲ့ဆုံးဖြတ်မယ်လို့ဖြစ်နေတယ်ဆိုရင်ဆရာဆရာမတွေကအနေနဲ့ဆိုရင်တော့သူတို့တင်တဲ့သင်ရိုးညွှန်းတမ်းတွေက objective ရှိ objective ကပြည့်နေတယ် training method ကရောသူတင်သွားတဲ့ training method ကကျောင်းသားတွေအတွက် useful ပြည့်ရလားနောက်တစ်ခုကကျတော့သူရဲ့ time table ကfit ပြည့်ရလားပေါ့နော်အဲ့ဒါကိုဆရာကိုယ်တိုင်ဒီသင်ကြားတဲ့ဆရာဆရာမကိုယ်တိုင်ကreflect ပြန်လုပ်ရမယ်လို့ထင်ပါတယ်နောက်တစ်ခုကကျတော့head trainer တွေ supervisor တွေကကျတော့ဒီဆရာမကိုအကဲဖြတ်တဲ့နေရာမှာ lesson plan တွေပြင်ဆင်ရှိတာ teacher scale ကောင်းလားဒါမှမဟုတ်လို့ရှိရင်ဒီအခန်းထဲမှာရှိတဲ့ဒီဟောပေါ့နော် attendance လုပ်တဲ့တောင်းသူတောင်းလာတဲ့ဒီ attendance လုပ်တဲ့နားလာပေါ်မှာပဲဖြစ်ဖြစ် management ကောင်းရလားဆရာကိုovervision လုပ်ပြီးတော့ feedback ပေးတာလို့ထင်ပါတယ်ရှင်对吧？ကျေးဇူးများတင်ပါတယ်ပြီးတော့ကျွန်မတို့နည်းနည်းလေးပြန်ဆွေးနွေးမယ်နော်။ဆရာနဲ့ဆရာမများရောဘာလေးများထပ်ပြီးတော့ဖြည့်ဆွက်ပြီးတော့ပြောချင်ပါလေ။ဒီပုံမဟုတ်လည်းပဲဒီမိကုန်းမဟုတ်လည်းနောက်မိကုန်းတွေကိုဆက်ပြီးပြောသွားလို့ရပါတယ်။ Okay ပါဒါဆိုကျွန်မတို့အားလုံးတူတူလေးစဉ်းစားကြမယ်နော်ဆရာမပြောတာမှန်ပါတယ်နောက်ဆရာတယောက်ကလည်းဒီဟာကလေးတွေကဆုံးဖြတ်ရမယ်ဟုတ်တယ်learners တွေပေါ့ learners တွေကလည်းဆုံးဖြတ်ရမယ်ဟုတ်ပါတယ်အဲ့တော့ lesson တစ်ခုကောင်းမကောင်းဆိုတာကိုကတော့တာဝန်အကြီးဆုံးပေါ့နော်ကိုကဆရာမဖြစ်နေတဲ့တိုင်ကိုကတာဝန်ရှိဆုံးဆိုအဲ့တော့ lesson တစ်ခုနဲ့အတန်းနဲ့သွားပြီဆိုလို့ရှိရင်ပုံမှန်အားဖြင့်ဘာမှမသိရဲ့ဘာမှမသိဆိုတော့ကျမတို့ကိုယ်တိုင်လည်းအဲ့ဒီအဆင့်မျိုးကြော်ဖြတ်ခဲ့တယ်အတန်းနဲ့ကိုခုနစောက်ကလေးယူသွားတယ်ငါဒီနေ့တော့ page 1နဲ့ page 2သင်မယ်page 1နဲ့ page 2သင်ပြီးသွားလို့ရှိရင်ဒီနေ့ငါသင်လို့ပြီးသွားပြီဒါကိုယ့်ရဲ့အောင်မြင်မှုပေါ့နော်ဒါလေးကျွန်မပြီးသွားပြီဆိုတော့ accomplishment တွေပေါ့ဒါလေးကျွန်မရဒါပေမဲ့တဖြည်းဖြည်းအသက်ကြီးလာတဲ့နေ့အမျှ
သင်ချားရဲ့အတွေ့အကြုံလေးရှိလာသည်နဲ့ဗျာသင်တန်းတွေလည်းတက်လိုက်ပြီးတော့ဆရာတွေကနေပြီးနန်းညွန်လိုက်တာနဲ့အမျှကျမတို့စဉ်းစားလာဟုတ်ပြီငါနှစ်မျက်နှာတင်မယ် page 1 page 2တင်မယ်အဲ့ page 1 page 1ကျောင်းသားတကယ်ရသွားရဲ့လားအဲ့ learning outcomes ဆိုကျမပြန်ပြီးတော့ကျမစဉ်းစားလာတာခုနောက်ပိုင်းဆိုလို့ရှိရင်เนาะအဲ့ learning outcomes ဒီ lesson လေးဒီတနားရီစာမှာဒီစာမျက်နှာနှစ်မျက်နှာငါဘာပေးလိုက်မလဲသူတို့ကဘာရသွားမှာလဲကိုပေးလိုက်တာတဲ့သူတို့ကဘာရသွားမှာလဲဆိုတော့ကျွန်မစဉ်းစားတယ်ပေးခြင်းချက်ကိုဟလာ receiving သူတို့ရဲ့ learning ကို teaching ထက်ကိုကျွန်မ learning ကိုကျွန်မပို့ပြီးတော့ခုနောက်ပိုင်းမှာစဉ်းစားလိုက်ပါကိုပြောလိုက်တယ်ကိုကတော့ဟလာဆရာမရပြောငါမလေးပြောလိုက်ရတာပါဇက်တွေမြုပ်တွေကိုထွက်လို့ဆိုတာဟုတ်တယ်ပြောတာပြောနေတယ်သူဘာမှမရပါလို့ရှိရင်မတန်ဘူးလေအဲ့တော့သူရသွားဖို့ကျောင်းသားရသွားဖို့တော့ကျွန်မတို့ကပေကြံတစ်ခုတိုင်းရအောင်အဲ့တော့အဲ့ဒါ learning outcomes ကျွန်တော်တို့ရှိပါတယ် learning outcomes ကိုလည်းပဲရေးစရာတော့ကျွန်တော်တို့မှာအများကြီးပဲကျွန်တော်တို့မှာ smart learning outcomes ဆိုတာရှိတယ်စားတော့ဆိုတာကတော့ဗာ specific ရမယ် measurable ဖြစ်ရမယ် achievable ဖြစ်ရမယ်เนาะ SMAR relevant ဖြစ်ရမယ် realistic ဖြစ်ရမယ် time bound ဖြစ်ရမယ်စသဖြင့်ပေါ့အဲ့ဒီဟာကိုကျွန်တော်တို့ရောက်ရဲ့လား outcomes ကိုထိရဲ့လားမိရဲ့လားဒါနဲ့ကျွန်မဟောဖို့စဉ်းစားတယ်အဲ့ဒါလေးကတော့မိသွားတယ်မိပြီးတော့ဒါ learning outcomes မိအောင်နေအောင်ကျွန်မနောက်ပိုင်းမှာပါလေးပါစ learning experience ဒီတနားရီစာအတွင်းမှာကျွန်မရဲ့အကြောင်းသားများဟလာစိတ်အေးလက်အေးနဲ့ဟလာသူတို့တကယ်ကိုသူတို့ engage ဖြစ်ပြီးတော့အုံနောက်ကအလုံးလုံးနေပြီးတော့ဒီ lesson လေးပြီးသွားတာ lesson ပြီးရဲ့အခါမှာသူတို့တစ်ခုခုရသွားသလားဒါနဲ့ကျွန်မတိုင်းလာရသွားသလားဆိုတော့ဘယ်လိုလုပ်ရလဲဆိုကျွန်မတို့ short term ခုနဆရာမတို့ပြော assessment informal assessment formative assessment ကျွန်တော်တို့လုပ်ပါတယ်အဲ့တော့ဒီသင်တန်း sorry တစ်ချိန်စာလေးပြီးတော့မယ်တစ်နာရီစာဆိုလို့ရှိရင်ကျွန်မဒီဆိုပါတော့9မိနစ်10မိနစ်လောက်ပူချန်တာပြီးတော့အဲ့မှာကျောင်းသားကိုကျွန်မ reflection လုပ်ခိုင်းတယ်။ဒီနေ့ဘာကြီးလုပ်သွားလဲစဉ်းစားပါဒီနေ့တဲ့ lesson တွေကအကြိုက်ဆုံးတစ်ခုကပါလေမကြိုက်ဆုံးတစ်ခုကပါလေပြောင်းလဲချင်တာပါအစသဖြင့်ပေါ့လွယ်လွယ်လေးပေါ့မိခွန်းလေးမျိုးလိုက်တယ်ဟလာဒီနေ့မှာတော့ဟလာဘာလေးကတော့ဘယ်ဟာလေးကတော့ကိုရလိုက်တယ်ဘယ်ဟာတော့မရှင်းသေးဘူးโอเคမရှင်းသေးကိုကလည်းမှတ်ထားနောက်နေ့ကျနည်းနည်းလေးပြန်လုပ်ပြရအောင်ဒီတိုင်းမေးတာဆိုမေးပြီးတော့ပြန် action လေးပြန်လုပ်ပြအဲ့ဒါမျိုးလေးနဲ့ဆိုသူ့ရဲ့ learning ကိုလည်းပို့သွားပါနော်အဲ့တော့ဒါကိုက outcomes ထားတယ်သူတို့တွေတကယ်ရောရသွားလားသူတို့လည်းမေးတယ်နော်အဲ့ဒါဆိုကိုတိုင်းလည်းဆုံးဖြတ်တယ်အကြောင်းကြောင့်လည်းဆုံးဖြတ်ပြီးသားဖြစ်သွားတယ်ကလေးငယ်ငယ်လေးတွေလည်းလုံးလို့မရဘူးလားရပါတယ်ကလေးငယ်ငယ်လေးတွေကရောဟလာဆုံးဖြတ်နိုင်စွမ်းရှိတာရှိပါတယ်လွယ်လွယ်လေးပါအခါကျရင်လွယ်လွယ်လေး thumbs up thumbs down လို့ခိုင်းလို့ရတယ်ကလေးတွေဒီနေ့သင်ရတာပြောသလား thumbs up တဲ့သူတို့ပြောလိုက်တယ်ဟာလား thumbs down မပြောဘူးဒါမျိုးရှိမှာနော်အဲ့တော့ကျွန်တော်လုံးလို့ရပါတယ် excuse me ခုကတော့ဘာလဲဆိုတဲ့ခါကျတော့ when ဆိုတဲ့ဟာလည်းပဲစဉ်းစားစရာနော် when ဆိုတာကျွန်မဒီအောက်ဆုံးမှာလဲ short term long term လို့လည်းရှင်းထားတယ်တစ်ချိန်စားမှာရသွားတဲ့နော်ထမင်းတစ်လုံးစာလေးထမင်းတစ်ပကံကုန်တဲ့အခါကျတော့ဒါသူ့စုပေါင်းပြီးတော့ကျမတို့ခဏစားလိုက်တဲ့အသားတွေငါးတွေသီးရွက်တွေချင်းငံဆက်အကုန်ပါသွားပြီးတော့ဒါတစ်ခုထမင်းတစ်နက်ဖြစ်သွားတယ်လို့မျိုးပဲlesson တစ်ခုချင်းစီမှာရသွားတာဒီကျမတို့သင်တန်းတစ်ခုစာဥပမာ6လသင်တန်းတစ်နှစ်သင်တန်း year 3 year 6တစ်နှစ်စာအတွက်ဘယ်လောက်ထိအထောက်အကူပြုတာဒီနေ့သင်လိုက်တာတစ်နှစ်လုံးစာမှာသူ့အတွက်ကောင်းကျိုးဖြစ်သွားတယ်တခါဒီတစ်နှစ်စာကျမတို့ year 6ဆိုသင်လိုက်တာဒီသူ့ရဲ့ grade 12အားလုံးထဲမှာဒါဘယ်လောက်ထိအထောက်အပံ့ဖြစ်သွားလဲစဉ်းစားနော်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျမတို့ခုနောက်ပိုင်းမှာဆရာမကြီးကပြောကြတယ်အတန်းကြီးလာတယ်ကျမတို့ဟလာအရင်ဆို10တန်းပေါ့အခုဆိုလို့ရှိရင်တော့ grade 12ပေါ့အတန်းကြီးဟလာဖြစ်သွားတယ်အတန်းငယ်တော့ကတယောက်က blame လုပ်ကြတယ်နော် blame တွေလုပ်ကြတယ်ဒီကလေးကညံ့ပါတယ်ဘလို့ရင်းများစာရေးသင်ယူခဲ့လည်းမသိဘူးဒီအသက်ဒီတန်းအောင်ရောက်နေဒါအောင်တတ်ဖို့ကလေးကိုတော့ဖြစ်တယ်တချို့ကျတော့ဆရာမဟုတ်ဖြစ်တယ်ဒီအရှိရဆရာမရဘလို့သင်ပေးလိုက်လည်းမသိပါဘူးကလေးကဘာမှမတတ်လာဘူးဆိုပြီးဖြစ်ကြတယ်ဒါတွေကအတိုင်းအတာတစ်ခုချင်းမှန်နောက်ပြီးအဲ့ဒါဖြည့်ရှင်းလို့ရတယ်
ကျောင်းတစ်ကျောင်းမှာဆိုလို့ရှိရင်အဓိကကျောင်းအုပ်ကြီးရဲ့ဆရာဆရာမရဲ့ပူးပေါင်းပြီးတော့ဟလာဘယ်အဆင့်မှာဘာကိုရအောင်သင်မယ်ဆိုတာတေးသေးချာချာလုပ်ထားရင် year 1ပြီးရင် year 2ကလေးတွေ year 2 ready ဖြစ်နေပြီ year 2ပြီးသွားရင် year 3 ready ဖြစ်နေပြီ year 4ပြီးရင် year 5 ready ဖြစ်နေအဲ့လိုဖြစ်အောင်ကျမတို့ကစာအုပ်တွေကလည်းဖတ်စာအုပ်တွေအဲ့လိုမျိုးကိုစီစဉ်ထားတာမြန်မာနိုင်ငံဖတ်စာအုပ်တွေရောနိုင်ငံတကာဖတ်စာအုပ်တွေအဲ့ဒီတိုင်းပဲစီစဉ်ထားတယ်နည်းနည်းလေးအားနည်းတာအားသာတာကောင်းတာနည်းနည်းတော့ကွာလိမ့်မယ်ဒါပေမဲ့အဲ့ဒါရှိတယ်အဲ့တော့ကျမတို့အနေနဲ့ဆရာဆရာမတွေသင်တဲ့အခါမှာ year 3မှာတချို့ကကြတော့အခြေအနေမျိုးမျိုးကြောင့်အပြည့်မသင်လိုက်ရတာအမျိုးမျိုးသောအခြေအနေနဲ့ year 4ရောက်သွားတယ် year 4သာအတန်းတက်သွားတယ် year 4မှာ year 3စာမကျန်ခဲ့ရမျိုးyear 5အတန်းကြီးလေးလေးဒုက္ခရောက်နေပြီပေါ့အဲ့တော့ကျမတို့ကဗာလဲဆရာဆရာမတွေအားလုံးကညီညီညွတ်ညွတ်နဲ့ငါတို့ဒီကလေးကိုဒါတော့ရအောင်သင်မယ်ဆိုတာလေးမှလုပ်ရပါတယ်အဲ့တော့ဒီမှာဘာကြီးပါလာလဲဆိုလို့ရှိရင်ဆရာကိုတူတောက်ဆိုအများကြီးပဲပြောနိုင်တယ်ဒီ education leadership เนาะကျောင်းအုပ်အနေနဲ့ကျောင်းရဲ့ဟလာဒီ management အနေနဲ့ကျွန်တော်ဘယ်လိုမျိုးစုပေါင်းပြီးတော့တကယ်ကိုဒီ aim ဒီ goal ကိုရအောင်ဘယ်လိုလုပ်မလဲကျွန်တော်စဉ်းစားပြီးတော့လုပ်စရာရှိပါတယ်အဖြေရှိရင်เนาะဒီဟာကကျွန်တော်တို့အခုချိန်မှာလေတယောက်ကိုတယောက်လက်ညှိုးထိုးနေရလို့ရှိရင်ကျွန်တော်တို့မြင်တာကတော့လေတန်းမှာကြီးလာတယ်ငယ်တော့ပါတယ်လဲဆိုကျွန်မအမတန်စိတ်မကောင်းဖြစ်တယ်ဒါပေမဲ့အဲ့ဒါကဖြေရှင်းလို့ရတယ်နည်းနဲ့တရက်တစ်မိနစ်နဲ့တော့မရအောင် plan လုပ်ရတယ်နောက်ပြီးတော့ passion ပါမယ်ကျွန်တော်တကယ်ဖြစ်စေခြင်းနဲ့ဆန္ဒနဲ့လုပ်အပင်ပန်းလက်ခံပင်ပန်းမယ်လုပ်ရမယ်လုပ်လို့ရှိရင်ကျမတို့ဒီကလေးတွေကျမတို့ရဲ့ကလေးတွေသူတို့တွေရသွားပါကလေးဆိုနေမှာကလေးရဲ့မှာပုံပေါ်လန်တာဆိုတော့သူဖြစ်ဖြစ်ပါသူတို့ရသွားမယ်အဲ့တော့မှသာကျမတို့ကဒီဟာဒီ good lesson လို့ပြောရမှာဖြစ်ပါတယ်လို့မဟုတ်လို့ရှင်တော့ဒီနေ့သင်လိုက်တဲ့လက်ခုပ်လက်ဝါးကြီးဒီသချင်းတွေဆိုဟာလာဂျွန်းထိုးပြောတယ် so what ပျော်မိသူဘာရသွားပျော်တဲ့ learning experience ရသွား intellectual growth ရှိတော့သလားစဉ်းစားအဲ့တော့ကျမဒါကြောင့်ခုနပြောပါတယ်မင်းကိုနေမိမှာစဉ်းစားကြပါကျမစီမှာအဖြေရတော့ချက်ချင်းမထွက်လာဆက်သွားပါမယ်နောက်တစ်ခု lesson plans ပြောကြပြီဆိုလို့ရှိရင်ဒီမှာဟလာဒါလေး၃ခုရှိဆရာမတွေကြည့်ကြည့်ပါဦးဖားနေလေဟုတ်ပါပြီအဲ့တော့ဒီမှာဆိုကျွန်မစဉ်းစားလို့ရတာ all lesson plans ကျွန်မတို့ကိုယ်တိုင် lesson တွေကိုရေးတာကိုယ့်ကို lesson တွေကို plan ဆွဲထားတာနော်အဲ့ဒါလည်းရှိရင် ready made lesson plans ဒါလေခုနောက်ပိုင်းဒါကန်ကောင်းနေစမှာလေခုနောက်ပိုင်းစာအုပ်တွေဟာများသောအားဖြင့် student book one book teachers ဆိုအတွဲလိုက်လာအဲ့တော့သိပြီးဆရာမကြီးကသိပြီးဘာခေါ်မလဲကလေးပြောခေါင်းစားစရာမလို student book အတန်းထဲမှာသင်လိုက်တယ် one book homework ပေးလိုက်တယ်ပြီးရင်ဘာဖြစ်မလဲပြီးသွားလို့ရှိရင်ကျမတို့တွေဟလာ teachers book ထဲမှာလည်းဟိုဟာ state test တွေပါတယ်နော် okay so အဲ့ဒါမျိုး ready made lessons ဆိုရှင်နော် pass out တွေထဲမှာအမြဲတမ်းခုဆိုလို့ရှိရင်ကျမတို့ဟလာ KG to grade 12ဟလာစာအုပ်တွေမှာ goal က teachers book တွေရှိပြီးသားနောက်ဆုံးအခုဒီဟာမကြသေးခင်ကမှပေါ်လာ AI generated lesson plans AI with lesson plan ရေးခိုင်းကဲတော့ဆရာမတို့ဆရာပြန်ပြီးတော့ကြားချင်လေးဆရာမတို့ဆရာနေပြီးတော့ဆရာမတို့ထင်မြင်ချက်ကလေးပြောပါ which would you choose ဘယ်ဟာကိုဆရာမတို့အားတယ်ဆရာမတို့ဆရာကြားပြစဆရာ Andrew ပေါင်းပါတယ် yes ဆရာမပြောပါရှင်ဟုတ်ကဲ့ဟိုပါပေါ့နော်ကျွန်တော်တို့များသောအားဖြင့်ကတော့ ready made lesson plan ကိုသုံးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီ subject 3ခုကိုသင်တဲ့အခါကျတော့ဒီ government course အပိုင်းမှာတော့ကျွန်တော်တို့တွေ ready made ဒီ lesson plan နဲ့သွားပါတယ်ပေါ့နော်ဟောဒီကျွန်တော်ကဒီဗာလဲမြန်မာစာပေါ့လေမြန်မာစာကိုဒီ government course နဲ့သွားတဲ့အခါမှာ ready made lesson plan နဲ့သင်ပါတယ်ပေါ့နော်နောက်တစ်ချက်ကကျွန်တော်သင်တာဂျပန်ဘာသာကိုသင်တယ်ပေါ့နော်အဲ့တော့ဂျပန်ဘာသာမှာတော့ကျွန်တော်က
ဒီလူကြီးပိုင်းလာတဲ့အခါမှာကျွန်တော်တို့ဒီသူကနေချမှတ်ပေးထားတဲ့ ready made lesson plan တွေရှိတော့အဲ့ဒါနဲ့သွားတယ်ဒါပေမဲ့ကျွန်တော်ရှိမှာဒီငယ်တဲ့ကလေးတွေတင်တန်းသားတွေလာရင်တော့သူ့ရဲ့အသက်အရွယ်9နှစ်10နှစ်10နှစ်စသဖြင့်သူ့ရဲ့အသက်အရွယ်ကိုကြည့်ပြီးတော့လိုက်နိုင်မဲ့ lesson plan တွေကိုပြင်ရတယ်ပေါ့နော်အဲ့ဒီခါမှာတော့ကျွန်တော်က own lesson plan နဲ့သွားရပါတယ်own lesson plan နဲ့သွားတဲ့အခါမှာဒီဂျပန်စာနဲ့ပတ်သက်လို့ဒီစာတွေ textbook တွေကချိုးဟာကြီးကြတော့လက်လန်းမမိဘူးပေါ့နော်မြန်မာပြည်အနေနဲ့လက်လန်းမမိတဲ့ကိစ္စမျိုးတွေရှိတယ်ရှိတဲ့အခါကျတော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့AI နဲ့တိုင်ပင်တဲ့အခါတိုင်ပင်ရတယ်ဒါပေမဲ့လို့လည်းပဲ AI ဆိုတာကသူကလူမဟုတ်ဘူးလေနော်ခံစားချက်မပါတဲ့ set ဆိုတဲ့ခါကျတော့ကျွန်တော်တို့ကသူပြင်ပေးတဲ့ဒီသူကဘယ်လိုကောမလဲသူကနေပြီးတော့လမ်းကြောင်းချပေးတယ်ပဲပြောရမလားအဲ့လိုပေါ့နော်သူချပေးတဲ့အပေါ်မှာကျွန်တော်တို့ကဒီကလေးနဲ့ကိုက်ညီလားမကိုက်ညီလားဆိုတာကိုခံစားချက်နဲ့ပြန်ပြီးတဲ့အခါကျတော့လူသားဆန်အောင်ပြန်ယူပြီးတော့ lesson plan ဆွဲရတာမျိုးတွေလည်းရှိပါတယ်အဲ့တော့ကျွန်တော်အခုလောလောဆယ်တင်နေတဲ့ပုံစံကတော့ဒီ3မျိုးလုံးကိုသွားပါတယ်အာတန်တာကတော့ ready made နဲ့သွားများပြီးတော့ own lesson plan ရှိတယ်အဲ့ထက်ကမတက်နိုင်တော့တဲ့အခါမျိုးမှာ AI နဲ့သွားပြီးတော့တိုင်ပင်ရတာမျိုးတွေရှိတယ်ပေါ့နော်အဓိကတော့ ready made နဲ့ own နဲ့ကိုသွားတာများပါတယ်တချေကျေးဇူးပါဒီချက်ကျေးဇူးတင်ချက်ကကျေးဇူးပါဟုတ်ပါတယ်အဲ့တော့ready made lessons ကအခုကစာအုပ်တွေခုနပြောရရင် KG ကနေပြီးတော့grade 12ထိလည်းရှိရယ်အခြားlanguage teaching လုပ်တဲ့အခါမှာဥပမာဆို speak out တို့မှာ break through စာအုပ်တော်များများမှာအခုဆိုလို့ရှိရင်ကျွန်မတွေ့ရတော့ teachers တို့ကပါပြီးသား lesson plan ပါပြီးသားနော်ဒါပေမဲ့သူ့မှာလည်းပဲအားနည်းချက်တွေတခါလေးမှသူ့ရဲ့ lesson plan ကကျွန်မသိတဲ့ဘောမကြတာလေကိုယ်တိုင်ကပဲကြီးများနေတာလားတော့မသိဘူးပေါ့နော်အဲ့ဒါမျိုးရှိရဲ့အဲ့ဒါမျိုးဆိုတော့နည်းနည်းပါပြင်လိုက်တာဒီတိုင်းရှိပြီးတော့ကျွန်မနည်းနည်းလေးပြင်အကြောင်းသားကြီးကြိုက်ကလေးပေါ့ငါကလေးတွေကတော့ဒါမျိုးဆိုတော့ပြင်းပါပဲဒါမျိုးလေးထည့်လိုက်မယ်ဒီနားမှာတော့ငြိမ်ပြီးရေးတဲ့အပိုင်းဆိုတော့ဒီနားလေးမှာဒါလေးကဂိမ်းပုံစံပြောင်းလိုက်မယ်ဟိုဘက်ဒီဘက်ပြန်လှန်ပြောတဲ့ပုံစံလေးလုပ်လိုက်မယ်စသဖြင့်နည်းနည်းလေးပေါ့သူ့ကျွန်မ trick လုပ်လိုက်တာနော်အဲ့တော့အဲ့ဒါရှိမယ် own lesson plan ကတော့လုံးဝကိုအသစ်ပြင်ရတဲ့ခါမျိုးကျွန်တော်တို့လုပ်ရပါတယ်ဒီမှာလည်းခုနစဉ်းစားစရာတွေပေါ့အကုန်လုံးကိုညီညွတ်မျှတအောင်စဉ်းစားရပါတယ်AI generator ကလည်းပဲ AI ကဆရာမနဲ့သဘောတူတယ် AI ဒီဘာလဲပြောသူကကိုမဟုတ်ဘူးသူဒီကိုကလေးကိုသူကသိရမို့ AI ကိုတော့တခုခိုင်းလို့တော့ရတယ်ကျမတို့ကကောင်းကောင်းလေး prompt ပေးနိုင်လို့ရှိရင်တော့သေးသေးချာချာပေးနိုင်ရင်တော့သူဒီတော်တော်လေးကိုအဆင်ပြေလောက်တဲ့ဒီနေ့သူကထွက်လာတာပေါ့ဒါပေမဲ့လည်းကျမအနေနဲ့သူ့လုံးဝ100% သူ့ဟာကြီးပဲကျမရှင်းသုံးတာမဟုတ်ဘူးပေါ့ဒါပေမဲ့တခါတည်းတချို့ဟာနေ exercise လေး10ချောင်းလောက်ကိုကဖတ်စာအုပ်ထဲမှာစာချောင်းကနည်းနေထပ်ဖြည့်ချင်တယ်AI ကိုရေးခိုင်းလိုက်တာမျိုးဒါမျိုးတွေရှာပါအဲ့တော့ဒီ3ခုလုံးမှာတော့အားသာချက်အားနည်းချက်ရှိတယ်ဒါပေမဲ့ဆရာမတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ own lesson လေးလည်းသိထားရမယ် AI ကိုခိုင်းရင်တော့မှဟို own lesson လုပ်ဖို့ရလို့ဆိုရင်ခေါင်းကောင်းကောင်းခိုင်းတတ်တယ်အိမ်မှာလေအိမ်ကလူကြီးတွေကများအိမ်ကိုများပြောဘူးလားမသိဘူးအိမ်လုပ်ကိုကောင်းကောင်းလုပ်ထားဒါမှသာလျှင်သူများကိုပြန်ခိုင်းနိုင်မှာကိုယ်ကိုယ်တိုင်လုပ်တတ်မှာသူများကိုခိုင်းတတ်မှာဆိုတာလေအဲ့ဒီတိုင်းပါပဲကိုယ်ကိုယ်တိုင်လုပ်ထားတတ်မှာပါနည်းAI ကိုခိုင်းတတ်မှာဒီတိုင်းပဲ AI ကိုကဲလုပ်စမ်းရေးစမ်းဆိုပြီးတော့သူကတော့ထွက်လာမှာပဲအဲ့ထွက်လာတဲ့ lesson ကိုဒီတိုင်းသွားသိကြည့်တခါလေကျရင်အစီမပါသားအပြားမပါအဲ့လိုမျိုးဖြစ်နေကြတာเนาะအဲ့တော့ဒါလေးတွေကစဉ်းစားစရာပါပဲဒီမှာဆိုလို့ရှိရင် chat box ထဲမှာပြောထားတာဆရာတို့တွေကျေးဇူးတင်တယ်ခုနကတော့ exit slip ဆိုတာတော့ exit ticket လို့လည်းခေါ်ပါတယ် yes ဒါကတော့ဘာခေါ်လဲခုနပြောတဲ့ assessment ပေါ့နော်အတန်းပြီးသွားတဲ့အခါမှာတနင်္လာရီစာပြီးရင်ကျောင်းကနည်းနည်းကြီးရဲ့ဆိုလို့ရှိရင်ကဲငါ့ကိုစာချောင်းလေး3ချောင်းရေးခဲ့ပြီဒီနေ့ lesson နဲ့ပတ်သက်ပြီး what you like most about it what you don't like about this okay what you want to know more about this ဆိုလို့ရှိရင်ခိုင်းတာ exit ticket မှန်ပါတယ်နောက်ဆရာ Andrew ပဲရေးထားပါတယ်သိကောင်းတာ a journey of 1,000 miles start with a single step အရင်ကောင်းပါတယ်ကျွန်တော်ဒီလိုစားရပါတယ်လောက်ရပါတယ်ဘလောက်ပဲခက်ခဲဒီလိုနဲ့ပဲလုပ်ဖို့လုပ်ရမယ်ဆိုကိုယ့်ကိုယ်တွန်းပြီးတော့လုပ်ရပါတယ်ဒီအကြောင်းသားဆိုတာလည်းဒီလိုနဲ့ပဲသင်ရတာကျွန်မကိုယ်လည်းဒီလိုပဲသင်ခဲ့ရတာပဲပေါ့နော်နောက်တစ်ခါဟုတ်တယ် lesson plan စေ AI တွေလည်းသုံးရတယ် yes okay ဒီမှာဆရာ
ဆရာမလာပြီနော်ဆောင်းဦးတဲ့ ready made lesson plan ကိုကားပြီးတော့ own lesson plan အနေနဲ့သင်ပါတယ်ပြင်ပါတယ်လိုအပ်တဲ့ supplement ဟုတ်ပါတယ် AI ကိုသုံးပါတယ် yes very good own lesson plan would help or ready made lesson plan yes ဒီချက်ဘိုးဘွားကြတော့ I use mixed okay ready သုံးပါတယ် yes မှန်ပါတယ်နော်အဲ့တော့ဆရာမတယောက်အနေနဲ့ကိုယ့်အကူလည်း lesson plan လေးလုပ်တတ်ပြီးတော့ ready made lesson လေးနဲ့လည်းလုပ်နိုင်တယ်။ဟိုရှေ့တုန်းကဆိုရင်ကျမအသက်ကတော်တော်ကြီးပြီဟုတ်။အဲ့တော့ကျမတို့အရင်တုန်းကဆရာမဖြစ်ခါလာဆိုရင်စာအုပ်တွေမှာ teachers ကိုမရှိဘူး။ဖတ်စာအုပ်တော့အုပ်ပဲလာတာ။အဲ့ဒါဆိုကိုယ့်အကူ lesson plan လုပ်ရတယ်။အခုဆိုလို့ရှိရင်တော်တော်အဆင်ပြေတယ်။တခါတဲ့teachers book မှာ answer key ပါတော့ကျမတို့တော်တော်လေးသက်သာတာ။အရင်ကဆို answer key ကလည်းမပါတော့ကျောင်းသားမသိဘူးကို့မှာစာအရင်လုပ်ရတယ်။ပြီးတော့ဖြေတွေကိုယ့်ကိုရှာထားရတယ်တခါတည်းကျကိုယ့်ကိုယ်တော့မှမသိချင်တုံရပြန်မရတယ်ကိုယ့်ဆရာကိုယ့်ခက်ကြီးရဲ့သူနဲ့ဒီဖြေဟုတ်ရလားဒါပေါ့နော်အခုခေတ်မှာတော်တော်လေးကိုသိပြီးပါပါတယ်တို့အပြင်မဲ့လူကအထင်ရပါလူကအထင်ကပါနော်အဲ့တော့ ready made ဒီလည်းပဲ perfect ဖြစ်ချင်မှာဖြစ်တယ် AI ဒီလည်းပဲကိုခိုင်းတာလေသူပေါ့ကိုဘာလုပ်ချင်လဲကိုကလေးတွေဘာလုပ်ချင်လဲရှင်ဘတ်ချင်းလေးကကိုပဲရှိရဲ့အဲ့တော့ကိုပဲဆုံးဖြတ်ရမှာ okay ဆက်သွားပါမယ်What a teacher needs for a good lesson ဆိုတော့ကဲအဲ့ဒါဆိုရင်ဆရာမတို့အဲ့ဒါလေးကိုလည်းဆရာမတို့ brainstorming လုပ်ပြီးတော့ခြာရေးပြပါဦး Yes lesson objectives နော် learning objectives learning aims ခုနောက်ပိုင်းတောင်းတယ် learning outcomes တောင်းတယ် yes aims and objectives ဆိုတာနည်းနည်းလေးကွဲတာပေါ့ဒါပေမဲ့လည်းအခုလောလောဆယ်ကျွန်တော်ဒါကိုသွားပြီးတော့ဘယ်ဟာဘာမပြောနေဒီတိုင်းပဲကျွန်တော် synonymous တွေသုံးတယ် preparation yes passion and compassion ဆရာ yes attitude and aptitude yes passion and compassion ဆရာကိုပဲပြန်ပြီးတော့မေးရမယ်ဆရာအဲ့ဒါနည်းနည်းလေးရှင်းပြပေးပါဆရာကျမကတော့ဆရာပြောတာလေးကိုခန်းစားနားလည်နေဒီအားလုံးကိုဆရာနည်းနည်းလေး share ပေးပါလားဆရာဟုတ်ကဲ့ပါဟုတ်အားလုံးမင်္ဂလာပါဆိုတော့ passion ကတော့လို့လှုပ်ချင်ကြိုင်ခြင်းနဲ့စိတ်ပေါ့နော်လှုပ်ချင်ကြိုင်ခြင်းနဲ့စိတ်ကအရေးကြီးတယ်ပေါ့နော်တခါလေကြာရင်ခက်ခဲတဲ့ဒီစာသင်ခန်းတွေကိုတင်ရတာမျိုးလည်းဖြစ်နိုင်တယ်ကျွန်တော်ဆိုရင်တော့ mainstream education မဟုတ်ဘဲနဲ့ကျွန်တော် special education မှာလည်းကျွန်တော်လုပ်ခွင့်ရခဲ့တော့လေကျွန်တော်တို့ passion ကလည်းအရေးကြီးတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဂရုဏာစိတ်ပေါ့နော်ဂရုဏာစိတ်ကလည်းအရေးကြီးတယ် attitude နဲ့ aptitude ကတော့ကျွန်တော်မြန်မာလိုပြောမယ်ဆိုရင်တော့စလုံးနှလုံးပေါ့နော်ကျွန်တော်တို့မြန်မာတွေကစေတနာရှိရမယ်လို့တော့ပြောကြတယ်ပေါ့နော်ဒါပေမဲ့စေတနာထက်အရေးကြီးတာကတော့စွမ်းရည်လို့ထင်ပါတယ်ကျွန်တော်တို့စွမ်းရည်မရှိဘဲနဲ့စေတနာလေးပဲရှိအောင်နဲ့လေကျွန်တော်တို့ဆရာကောင်းတမကောင်းမဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော် attitude နဲ့ aptitude လို့ပြောတာပါဆရာမဟုတ်ကျေးဇူးပါကျေးဇူးပါရှင်ကျေးဇူးပါဟုတ်ပါတယ်အဲ့တော့ passion ဆိုတာလုပ်ပေးခြင်းနဲ့စိတ်ပေါ့လေလုပ်ကိုယ်တိုင်ကစိတ်အားထက်သန်ခြင်းနော်ဆရာမဖြစ်လာတဲ့အခါမှာဆရာမတို့တွေအနေနဲ့ဒါဖြစ်ပါတယ် positive attitude motivation classroom management ဟုတ်တယ်အဲ့တော့ကောင်းတယ်အရင်ကောင်းပါတယ်အဲ့တော့ဆရာမဖြစ်လာတဲ့အခါမှာတချို့ကလည်းပဲငယ်ဆရာမဖြစ်sinလို့ဝိုးဖြစ်လာတာတချို့ကလည်းမတော်တဆဖြစ်လာတာတချို့ကကြတော့လည်းခဏလမ်းကြုံကလေးဆရာမဖြစ်လာတာပေါ့လေလမ်းကြုံကလေးဆိုတာလည်းဆရာမလုပ်ကလေးလောဆယ်မှာအလုပ်ကလေးတစ်ခုအနေနဲ့ဝင်ငွေလေးတစ်ခုရဖို့အတွက်လုပ်တယ်ပြီးရင်ဒီထက်အဆင်ပြေအလုပ်လည်းပြောင်းပါမယ်ဘာကြောင့်ပဲဖြစ်ကျမဘယ်သူ့မှကျမအကုန်လုံးကိုကျမလေးစားတယ်ဘယ်လိုပဲဖြစ်အခုလက်ရှိရောက်နေတဲ့နေရာမှာ teacher တယောက်အနေနဲ့အကောင်းဆုံးလုပ်ပေးနေတာကျမကတော့ဒါအတန်လေးစားဖို့ကောင်းတယ်လို့ယူဆတယ်ဒါ professional ဖြစ်ခြင်းလို့ယူဆတယ်နော်အဲ့တော့တချို့ကလည်း summer job ပေါ့လေအားလုံးအလုပ်လုပ်တယ်ကျောင်းလာတက္ကသိုလ်ကျောင်းလာဆိုတော့ပိတ်ရက်ကလေးမှာခဏလေးလုပ်အားပေးလေးခဏဒါမှမဟုတ် short course တွေဝင်သင်လိုက်တယ်ဘလို့ကြောင့်ပဲဖြစ်ရောက်တဲ့နေရာမှာအကောင်းဆုံးလုပ်ရမှာကျမတို့က2လလေးပဲဆရာမလုပ်အောင်တော့3လပဲလုပ်အောင်တော့3နှစ်ပဲခဏလောက်3နှစ်လောက်လုပ်လိုက်မယ်ဆရာမလုပ်ရင်းနဲ့မှဒီထက်ပိုပြီးတော့တခြားဘွဲရလာမယ်ခြားဘွဲစိတ်ဝင်စားတာအဆင်ပြေအခု line ပြောင်းသွားလဲဘာမှမဖြစ်ဘူးဒါပေမဲ့ရှိနေထုံးကာလလေးမှာဆရာမအနေနဲ့ဆရာမဆိုရင်နာမည်တက်ထားပြီးဆိုမှဖြစ်တော့ဆရာမပြပြဖြစ်ဖို့ကျမတို့ကဒါလေးတော့လုပ်ရပါမယ်အားဆိုင်ရပါပဲဘယ်နာရောက်ပေါ့နော်
accountant လုပ်ရင် accountant PP ပြင်ပြင်လုပ်ရပါမယ်ဟလာဒီကျမတို့ sales person လုပ်ရင် sales person PP ပြင်ပြင်လုပ်ရမယ် teacher ဆိုလည်း teacher PP ပြင်ပြင်လုပ်ရမယ်အဲ့တော့ကတော့ခုန passion လို့ရယ် motivation လို့ရယ်အဲ့မှာဘာလဲဆိုတော့ဆရာပြောတဲ့ compassion ဆိုတာဂရုဏာစိတ်ပြောရလို့ရှိရင်လူချင်းဟလာကိုချင်းစာနာစိတ်ငါသာသူ့နေရာမှာဆိုရင်ဆိုရယ်စိတ်ကလေးထားနေဖို့ humanity အဲ့ဒါအရေးကြီးပါတယ်ဟလာအမြဲတမ်းလူတိုင်းကနာပြီးတော့ဟလာအိမ်ကနေထမင်းရိုက်နေထဲသွားနေမှာမဟုတ်ဘူးလေအဲ့ဒါလည်းစင်ပြေချင်မှပြင်မယ်လုံနိုင်နေမှလုံနိုင်မယ်เนาะလမ်းမေးမှာတွေ့သမျှသူအားလုံးဟလာတရားကို9000နဲ့ပေးဖို့ဆိုတာလည်းပဲကျမတို့မှာအစင်ပြေချင်မှပြင်မယ်လေဟုတ်တယ်မလားဒါပေးမယ်ငါသာသူ့နေရာမှာဆိုရင်ဆိုတာလေကိုယ်တိုင်ကလည်းရှိနေကိုယ်တိုင်လည်းကျင့်သုံးမယ်ဆိုကလေးတွေ lesson တွေထဲမှာအဲ့ဒါလေးပါသွားမှာအဲ့ခါကျလို့ရှင်ကလေးတွေကိုကျမတို့ကဟုတ်လားလူတော်လူကောင်းဖြစ်အောင်ကျမတို့ကသင်ယူပြီးသားဖြစ်စာလည်းသင်တယ်အဲ့ဒါလူကြီးတွေပြောတာကြားဖို့မယ်စာကိုလည်းသင်စိတ်ကိုလည်းပြင်ရပါတယ်အဲ့ဒါမျိုးပေါ့အဲ့တော့ကလေးတွေကိုကျမတို့ကကိုယ့်ရဲ့ဟလာဒီအကောင်းဆုံးကျမတို့က the best the very best of you the very best version of you ကိုကျမတို့ပေးလိုက်တယ်အဲ့ဒါတို့မြင်သွားပါ attitude เนาะဒါစေတနာ attitude ကိုလုံနိုင်စွမ်းတာပေါ့နော်ကောင်းပါတယ်ဟုတ်ပါပြီဆရာကျော်ဖြူနိုင်လည်းပြောတယ် yes relevant ဖြစ်ဖို့ရည်ကြီးရယ် knowing your students very well အရင်ရေးကြည့်ရယ် yes teaching is ဟုတ်တယ် learning readiness ဟုတ်ပါဆရာပြောအကုန်မှန်ပါတယ်ရှင် clear objective ကိုဘာလုံးမှာလဲကိုရဲ့ target ဒိုင်းကနေထိဖို့ကိုသိရမယ် grammar သင်မယ်ဆိုပြီးတော့မရဘူး grammar မှာမှလာဟိုအင်္ဂလိပ်စာသင်မယ်ဟုတ်ပြီအင်္ဂလိပ်စာဘာသင်မှာလဲ grammar မှာမှဘာလဲ tenses မှာမှ simple present simple present မှာမှ habitual actions ကိုပဲပြောမယ်အဲ့လိုမျိုးကျမတို့က clear objective ရှိရပေါ့နော် smart learning English ရှိရမယ် good lesson plan တော့ plan ကြီးဝါရေးကြည့်ရင် plan ကြီးရလေအဲ့တော့အဲ့မှာလည်းမေးစရာဖြစ်လာပြီနော် stages တွေပါမယ် stages မှာ example warm up to presentation practice review ထားရပါမယ်ပေါ့ဒါဥပမာအဖြစ်အဲ့တော့အဲ့ဒီမှာလည်းပြောစရာဖြစ်လာပြီဘာပြောမလဲဘာမေးမလဲဆို lesson plan တကယ်ကိုပါကားပေါ့အကောင်းစားကြီးဟာရေးနေဆိုခါကျ lesson plan တစ်ခုရတနားကြီးစာအုပ်ပဲစာမျက်နှာ3မျက်နှာလောက်ရှိရတယ်အရင်ကဒီအမွန်းတင်ဟလာမိနစ်စက္ကန့်အလွတ်မခံရေးရတယ်ကျမတို့ရေးခဲ့ရပါတယ်သင်တန်းတွေမှာဆိုလို့ရှိရင်ဆရာမတို့တွေမှာတချို့လည်းသင်တန်းတွေတက်ပြီးတကယ်ကိုရေးရတယ်နော်အဲ့တော့အဲ့လိုမျိုးနေ့တိုင်းရေးရမယ်ဆိုရေးနိုင်ပါမလားရေးနိုင်ပါဘူးရေးနိုင်တယ်ကျမလည်းမရေးနိုင်ဘူးအနည်းဆုံးတော့ကျမဘာလဲဆိုလို့ရှိရင်သင်မဲ့စာကိုကျမကြည့်လိုက်တယ်ဒီနေ့ဒီ page တွေဟုတ်ပြီအဲ့ဒါဆိုကျမအနည်းဆုံးတော့ကျမ outline လောက်တော့ကျမရှင်းထားလိုက်တယ်ခုနလို lesson plan အကြီးဆရာခွင့်နဲ့ဆရာမကိုလည်းသိလိုက်တယ်ဒီမှာဆိုတော့ time ပြီးလို့ရှိရင် lesson activities ပြီးတော့ stage aim interaction pattern ပြီးရင်ဒီမှာmaterials use စသဖြင့်အရင် detail သိကောင်းတယ်အဲ့ဒါမျိုးကတော့ဘယ်လိုခါမျိုးလဲဆိုလို့ရှိရင်เนาะကျမတို့သင်တန်းတွေမှာသင်တန်းတွေရဲ့ requirement အနေနဲ့ကျမတို့ lesson သင်တယ် lesson observation ရှိရဲ့သင်တန်းဆရာတော့လည်းကောင်းဘုံဘုံကျောင်းတွင်းမှာလည်းပဲလာကိုယ့်ရဲ့ထက်က senior တော့လည်းကောင်းကိုယ်လာပြီးအကဲဖြတ်တာမျိုးဆိုအဲ့ဒါမျိုးနဲ့ဒီ detail ပြကောင်းပါနေ့စဉ်ကတော့စီမပြေကျမထားတော့အမှန်တိုင်းပဲကျမကိုယ်လည်းနေ့စဉ်အဲ့လောက်မရှိနေ့စဉ်တော့ကျမဘာပဲရေးလဲဆိုကျမကတော့ outline လောက်ပေါ့ရှိအနည်းဆုံးမရေးနိုင်ဘူးကျမ mental outline လေးနဲ့ခေါင်းထဲမှာတော့ကျမစဉ်းစားထားနေတာဘာပြီးရင်ငါဘာလုပ်နေဘယ်နာပြီးရင်ဘာလုပ်နေနော်အဲ့လိုတော့လုပ်ထားတာပေါ့နော်ပြီးလို့ရှိရင်ဖြစ်နိုင်လို့ရှိရင်တော့ခုနလိုမျိုးပေါ့ဒီနားမှာတော့ငါဒါလေးကိုအစားဂျားထဲမှာထိုးလိုက်မယ်ဒီ exercise ကိုငါမကြိုက်ဖြုတ်မယ်ဒါလေးနဲ့တော့ငါအစားထိုးလိုက်မယ်အဲ့ဒါမျိုးတော့ခေါင်းထဲမှာအစင်းနဲ့တော့ထားရပါတယ်ခေါင်းထဲမှာ blank နဲ့သွားဖို့ကတော့အဆင်ပြေ blank နဲ့သွားတဲ့နေ့ရင်လည်းရှိခဲ့ပါတယ်အမှန်တိုင်းဝန်ခံပါတယ်တခါတည်းကြားလို့ရှိရင်အញ្ញအလုံးများတာဖြစ်စေကျမ်းမာရေးလူမှုရေးကိစ္စကြောင့် blank နဲ့သွားတဲ့ခါမျိုးလေးရှိအဲ့နေကြမျိုးတွေလည်းဒါပေမဲ့အဲ့ဒါကတော့နေ့တိုင်းတော့မဖြစ်နေဘူးပေါ့နော်ဖြစ်တော့ဖြစ်ခဲပါဒါပေမဲ့နေ့တိုင်းမှာတော့ blank ကြီးနဲ့တော့မသွားပါနဲ့နေ့တိုင်းမှာ plan လေးတော့ထားပါအနည်းဆုံးတော့ outline လေးမှာမှ3-4 ချောင်းလောက်ရပါပြီဆရာမတို့ဖြစ်နိုင်လို့စာအုပ်လေးတစ်အုပ်ထားday1 week 1 day 1 ဒီ unit တွေနဲ့ဘာလေးပါမယ်3 ချောင်းလောက်ထည့်ထားလိုက်အဆင်ပြေတယ်အဲ့ဒါကိုလည်းပြန်မှတ်လို့ရတယ်တကယ်ကတော့ကျောင်းနေမှာဆို notes of lessons ဆိုတာရေးရတယ် lesson plan ကိုတေးသေးချာချာရေးရတယ်ရေးနိုင်တော့ကောင်းတာမရေးနိုင်တော့ခုနကကိုမှတ်ထားကိုလေးလောက်ထားအဲ့ဆိုကိုလိုပြန်ပြီးတော့ refer လုပ်လို့ရတယ်
knowledge of the subject အဲ့တော့ကိုသင်မဲ့ဘာသာရပ်ကိုကသိရတယ်ဆိုတော့သိတာပေါ့အင်္ဂလိပ်စာသင်တာအင်္ဂလိပ်စာတက်လို့အင်္ဂလိပ်စာသင်တာပဲသင်္ချာသင်တာသင်္ချာတက်လို့သင်တာပဲဒါပေမဲ့ဒီဟာရဲ့သဘောတရားမှာတခြားဘာတွေပါသွားလဲဘာတွေပါသွားလဲဆိုလို့ရှိရင်ဘာတွေပါသွားလဲဆိုလို့ရှိရင်ဒီမှာတော့ဘာလားဟလာဆိုပါတော့အင်္ဂလိပ်စာတက်ရုံနဲ့အင်္ဂလိပ်စာသင်နေဆိုတဲ့ခါကျရင်အခြေအနေတွေကလည်းမျိုးမျိုးရှိတယ်လေဥပမာဆိုပါတော့ကျမဒီ10တန်းစာ10တန်းတောင်းပေါ့ grade 12ပေါ့နော်အဲ့ဟာဖြစ်လို့ grade 12ကိုပြန်သင်ဖြစ်တော့ဖြစ်ပါလေဒါပေမဲ့ကောင်းတာကတော့ဘာလဲဆိုလို့ရှိရင် grade 12သင်မဲ့သူမှာ grade 12ထက်မြင့်တော့အင်္ဂလိပ်စာ level ရှိတာမှာသင်ချာဆိုလည်းပဲဟလာဒီဟလာ year 6ကိုသင်မယ်6တန်းစာနဲ့မြင့်တော့စာကိုပြီးတာပါပြီးသွားလို့ရှိရင်လည်းဘာဖြစ်မလဲကျမတို့ဟာဟလာဒီဘာသာရပ်တယ်ပေါ့သူတို့ချိတ်ဆက်နေတဲ့အကြောင်းဥပမာဆိုပါတော့ပထဝီသင်တယ်ဖြဝီသင်တယ်ဆိုတော့ဖတ်စာအုပ်ထဲကပထဝီသင်တယ်ပြီးရုံပဲလားပြီးရဲ့အဲ့ဒါနဲ့လည်းဆောင်းဝဲစစ်လိုက်အောင်တာပဲကိုလည်းလားစာပုံမှန်ရတာပဲတို့ပြင်မဲ့လေတကယ်ကလေးတွေဘဝတွေကိုရောက်သွားဖို့ပဲကြောင့်ဒီပထဝီဟာသူ့ရဲ့ဘဝထဲမှာသူ့ရဲ့ပတ်ဝန်းကျင်မှာရင်းမြစ်တောတောင်တဘာဝဒီလိုရှိတယ်ရန်ကုန်မှာနေတဲ့သူကိုလည်းရန်ကုန်ကအကြောင်းပြောပြလို့ရတယ်ရန်ကုန်မှာနေလူညဉ့်ညမ်းတယ်အပူဓာတ်တွေဘယ်လောက်ရှိရဲဒီလိုပူတာဘာကြောင့်ဖြစ်တယ်ဟလာရန်ကုန်မှာအခုဆိုလို့ရှိရင်ရေမြမြင်းတွေမြဘာကြောင့်ပြောပြစရာအများကြီးပဲနေရကလေးမို့လို့လာတောတွေတောင်တွေမြစ်ချောင်းရိုင်တွေရှိရမှာရန်ကုန်မှာလည်းပြောအဲ့လိုချိတ်ဆက်ပြီးတော့ပြောပြသွားလို့ဆိုရင်ပထဝီပေါ့နော်စားမဖြစ်ဒါမျိုးတွေကကလေးတွေကမြင်သွားလိမ့်မယ်အော်ငါတို့ရဲ့ဘဝထဲမှာ lesson ဆိုတာ life ဆိုတာ lesson ပါလားဆိုတာသိပါငယ်ငယ်ဆိုကျမတို့တွေလာသင်ခဲ့ရတယ်မှာနိုင်ငံအကြောင်းတွေပေါ့နော်ဆိုပါတော့ဘရာဇီးနိုင်ငံအကြောင်းဘရာဇီးနိုင်ငံအလွတ်တွေကျက်ပေါ့နော်ဒါပေမဲ့တကယ်ကတော့သိနေတာဟာလားဒီနိုင်ငံမှာဒီလိုရာသီဥတုရှိလို့ဒီလိုကောက်ပဲသီးနှံတွေစိုက်တယ်ဒီလိုစက်မှုလုပ်ငန်းတွေရှိတယ်ဒီလိုရင်ချင်းတွေရှိတယ်ဒါမျိုးလေးတွေပြောနိုင်တော့ကောင်းအဲ့တော့ဆိုလို့ရှင်ကပါလဲဆိုကိုသင်မဲ့စာထက်ကိုအများကြီးကြဲပြန့်ပြန့်သိထားနိုင်ရင်ကိုယ့်အတွက်ကောင်းပါတယ်ဒီနေ့သင်မဲ့စာကိုဒီနေ့ဟာလေးပဲဟာလား page 1လေးကိုပဲဖတ်သွားပြီးတော့နောက်နေ့မှာ page 1လေးသင်နောက်နေ့ညကျ page 2ဖတ်နောက်နေ့မှာ page 2သွားသင်အဲ့လိုမျိုးလောက်နေရတော့အဆင်မပြေပါဘူးအဲ့လိုလုပ်ရတဲ့သူတွေလည်းရှိပါတယ်ဒီမှာဒါလည်းအဖြစ်မတင်ဘူးเนาะဒါပေမဲ့မလို့ကျမတို့တွေနည်းနည်းပေါ့ကိုယ့်ကိုယ်လေးအားဖြစ်ရမယ်ဘာကြောင့်လဲကိုယ့်ရဲ့ energy ကကျောင်းသားကြီးစီးဆင်းရမှာဟုတ်ဆရာမဖြစ်နေတယ်ကိုယ့်ရဲ့ဒီ energy main source of energy ကဖြစ်နေတာ main source of knowledge ကဖြစ်နေတာပါဟုတ်အဲ့တော့အဲ့ဒါလေးကဒီလိုဆိုင်ဆရာပါ understanding the students ကခုနပြောပြီးသားဆိုသူပြောမလို့တော့ပါဘူး clear instructions ဒါကလည်းလေဒါကိုပဲကျမတို့ workshop တစ်ခုလုံးလို့ရတယ်ဘယ်လို instruction ပေးမှလဲဆိုတဲ့ဟာကိုအရေးကြီးနေတယ်ဟလားလောက်ကြဟဲ့ဘာလို့ရမလဲမသိဘူးဆရာမကပြောနေပြီလောက်ကြဟဲ့ဆိုဟလားစာမျက်နှာ20ကိုလှမ်းလိုက်ဟဲ့ဟုတ်ပြီအဲ့ဒါပြောဘာလို့ရမှာအဲ့ဒါမျိုးပေါ့နော် instruction ကိုက clear ဖြစ်ဖို့အရေးကြီးတယ်ဘာလို့ခိုင်းတာလဲဟုတ်ပြီစာမျက်နှာ20ကိုလှမ်းပါနံပါတ်3ကိုကြည့်ပါအဲ့မှာ true false ရှိရယ်အဲ့ true false လုပ်ဖို့အတွက်ကိုရှေ့ကစာပိုက်ကိုဖတ်ပါ true false ကိုရေးပါပြီးလို့ရှိရင်ဆရာမ10မိနစ်အချိန်ပေးမယ်အားလုံးပြီးလို့ရှိရင်ဆရာမတို့ပြင်အဖြစ်တိုင်းtiming မှာပေးလိုက်ပြီခင်ဗျာအဲ့ဒါဆိုလောက်တတ်သွားtiming ပေးတတ်ခြင်းကိုလည်းငယ်ငယ်လေးကလေ့ကျင့်ပါကျမတို့မှာမလေ့ကျင့်ခဲ့အောင်ဆရာမရဲ့ပြစ်မတင်ဘူးကျမတို့မြန်မာနိုင်ငံမှာအများစုကတိုင်းကိုသိမ့်ပြီးတော့ဘင်းမဆိုင်ကြတာလည်းရှိကြတာအဲ့တော့ပြီးလိုက်တယ်အဲ့တော့တယောက်က9မိနစ်ပြီးနောက်တစ်ယောက်9ခွန်းနဲ့မပြီးအဲ့တော့အတန်းထဲမှာဖေဖျဲတွေဖြစ်ပုံအဲ့တော့တခါတဲ့ timing နဲ့ပေးတာမျိုး instruction ပေးတဲ့နေရာမှာလေသူ့မှာ skill တွေရှိပါတယ်နော် okay useful materials အစာအုပ်တွေ worksheets တွေနော်အဲ့ဒါလေးဒီမှာသုံးလို့ရပါတယ်သို့ပေမဲ့အခုနောက်ပိုင်းမှာဒီဟလာဖြစ်နိုင်လို့ရှိရင်ဒီ online မှာလည်း material ဆိုရှင်မဲ့ online မှာရှိတိုင်းကောင်းသလားမယုံနဲ့နော်အရင်ကဆိုကျမတို့ဆရာမတွေအဖြူမဲတဲ့စာအုပ်ကြီးဟလာနိုင်ငံခြားလာတဲ့ဟာစာအုပ်တွေသိကောင်းတာပဲအယောင်နေဆုံးချွေစာရွက်တွေနဲ့ချွေဆက်ကူတွေနဲ့ colorful အရန်လှလာတကယ်အဲ့မဲ့တကယ်ရအထဲကြတော့ဘာမှလည်းမရှိအဲ့တော့ကိုကဆုံးဖြတ်ရမယ်ဒီဟာငါကလေးအတွက်အဆင်ပြေရလားငါ lesson အတွက် relevant ဖြစ်ရလားနော် classroom management ခုနဆရာတယောက်ရေးထားခြင်းမှာတွေ့ပါတယ်အဲ့ဒါကတော့ဘယ်လိုအကြောင်းသားကိုဘယ်လို control လုပ်လဲ control ဆိုတဲ့နေရာမှာတော့ဘာလဲဆို manage လုပ်တာပါပဲ control ဆိုအားလုံးတိတ်ငြိမ်ဟလာငါစကား
ပြောကြတယ်လေတိတ်ဆိုတိတ်ဟိတ်ဆိုဟိတ်ဆိုပြီးတော့ပြောချအဲ့ဒါမဟုတ်ပါဘူးเนาะအတန်းထဲမှာစူညံနေပေမဲ့လည်းပဲဥမာတန်းထဲမှာကျွန်တော်တို့ game လုပ်ခိုင်းတာကျောင်းသားတွေဒီ game တွေလုပ်နေတယ်ကစားနေတယ်ဒါပေမဲ့သူတို့က learning လုပ်စကားလုံးတွေသုံးနေဆိုရင် learning တွေအဲ့ဒါဟာ class control မရှိတာမဟုတ်ဘူးပေါ့အဲ့တော့ class management ကလည်းပြောမယ်ဆိုအများကြီးပြောစီ communication skills အဲ့တော့စကားပြောတာပဲဆရာမဆိုတာစကားပြောတာပြောရမှာဒါပေမဲ့ဘယ်လိုပြောမှလဲเนาะဟလာဘယ်လို clearly ဖြစ်အောင်ပြောမှလဲသူတို့ရဲ့ understanding ကိုဘယ်လို check လုပ်မှာကိုပြောလိုက်တဲ့စကားလုံးအလုံးတိုင်းနားထောင်နေရဲ့လားနားဝင်ရဲ့လားနားလေရဲ့လားနားဆွဲရဲ့လားအဲ့ဒါအရင်ရေးကြည့်အဲ့ဒါကိုကျွန်တော်တို့ကဒါစဉ်းစားစရာဖြစ်ပါတယ်เนาะအဲ့ဒါလေးရာကြ communication skill ကျွန်တော်တို့လုပ်ဖို့ရေးကြည့်ပါတယ်เนาะဟုတ်ပါပြီဆက်သွားပါမယ်flexibility ကကြတော့ဆရာဆရာမတွေဟာခုနပြောရသည် lesson ကျွန်မပြောသလိုပေါ့ကျွန်မ lesson ကြီးကိုလူ30က game လေးနဲ့ချင်းချင်းလုပ်ထားတယ်ဒါပေမဲ့မလို့အချိန်နေအစင်မပြောကျွန်မတို့ပြန်ပြီးပြောင်းလိုက်ရတာရှိတယ်နော်နောက် positive attitude အလိုအပ်တယ်ဟလာဘာလဲဆရာခုနပြောထားတဲ့အထက်မှာပါပြီးသားပါ attitude ပါပါတယ်ဆရာဆရာမဆိုလို့ရှိရင် patient ဖြစ်ရမယ်တို့ friendly ဖြစ်ရမယ်တို့ဒါလေးတွေပြောထားတယ်ဒါပေမဲ့အချို့ကိုယ်တိုင်ကဟလာသူ့ရဲ့ by nature by nature သူကမဖြစ်နေဘူးเนาะ patient မဖြစ်နေဘူး friendly မဖြစ်နေဘူးအဲ့ဒါမျိုးတွေဖြစ်တယ်เนาะခဏလေးပါကျမကိုလေခဏလေး excuse me เนาะကျမလေးဒီမှာဖုန်းလေးတစ်ခုလာနေလို့ကျမဖုန်းလေးဖြေလိုက်ပြအရေးကြီးနေလို့ပါ sorry ပါเนาะခဏရတယ်ဆရာမကြီးရပါတယ်ခင်ဗျဆိုတော့လေဒီမှာဒီချိန်ကြီးစကားပြောနေတော့ပေါ့နော်ဒီမှာပြောသွားတဲ့အချက်တွေတဲကကို reflect လုပ်မိတဲ့အပိုင်းမျိုးလေးတွေဘယ်ဟာတွေရှိလဲပေါ့နော်အဲ့ဒါလေးဆွေးနွေးပေးပါအောင်ဒါမှမဟုတ်ရင်ဒီထဲမှာမပါတဲ့အချက်လက်တွေကိုလည်းဆွေးနွေးလို့ရပါတယ်မိုက်ဖွင့်ပြီးတော့မှဆွေးနွေးလို့ရပါတယ်ဆရာတို့မဟုတ်ဆရာမဘယ်သူဆွေးနွေးကြမလဲခင်ဗျပြောပါအောင်ဟုတ်ကဲ့ဆရာတခုဆွေးနွေးလို့ရတာရှင်ဟုတ်ကဲ့ဆရာမရပါတယ်ခင်ဗျဟုတ်ဟယ်လိုကြားရတယ်ဆရာမပြောပါကြားလားဟုတ်ကြားပါတယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီ lesson plan ကို flexible ဖြစ်ရမှာနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဆွေးနွေးရတခုပေါ့နော်အခုလက်ရှိသင်နေရဲ့အတန်းတစ်ခုမှာပေါ့နော်ဒီအတန်းတစ်ခုမှာရှိတဲ့ကျောင်းသားတစ်ယောက်နဲ့ပတ်သက်ပြီးတော့မှအဲ့လိုနည်းနည်းလေး handle လုပ်ဖို့ခက်နေရပါတော့သူနဲ့ပတ်သက်ပြီးတော့မှ lesson plan တွေကိုဒီတခန်းစာအတွက်ပြင်နေပေမဲ့ဒီကလေးအတွက်ကကျတော့တီးတန့်ပြင်ရသလိုမျိုးဖြစ်နေရပါတော့သူအတွက်ကကျတော့ဒီ lesson objective ဒီ learning outcomes တွေ lesson objective တွေချရေးထားတယ်ဒီကလေးအတွက်ကဒီ objective ကအစလို့အများကြီး short ပြီးမှလို့differentiate expression ပုံစံမျိုးတွေနဲ့ပြန်သွားနေရလို့ပေါ့နော်ပြီးတော့အဲ့ကလေးနဲ့ပတ်သက်ပြီးတော့လည်းဘယ်လို handle လုပ်ရမလဲမသိလို့ပေါ့နော်အဲ့ဒါကြောင့်အကူအညီတောင်းဆိုမျိုးလည်းဖြစ်သွားပေါ့နော်ဒီမှာကြာဆရာဆမကြီးအများကြီးတည်းရှိလို့ပေါ့ဆိုတော့အဲ့ဒါလေးပြောလို့ရလားမသိဘူးဆရာဟုတ်ဆရာပြောတာကလေဆရာမပြောတာမှတ်လားဗါလဲကျွန်မကြားလိုက်တာကရေးထားတာလည်းတွေ့တယ်special needs ကလေးတွေကိုပြောတာလားယင်ဟုတ်ကဲ့ဒီချိန်ဟုတ်ကဲ့ဒီချိန်ကလေးတယောက်ကအဲ့ကလေးကချိန်ဟိုအခန်းထဲမှာဆိုသူကအမျိုးစာမတင်ရရင်သူကအဆင်ပြေတယ်ပေါ့ဒီချိန်အဲ့လိုစာတင်ရပြီဆိုလို့ရှိရင်ဝုံနိုင်ချိန်ပြီးမှပေါ့နော်အဲ့လိုမျိုးအခန်းထဲမှာလည်းဆရာမကြီးဆိုလည်းနည်းနည်းတန်းနေပြောပါပေါ့နော်အဲ့လိုမျိုးငါနင်းကိုမီးရှို့တက်ပြင်မယ်လို့ဘာလို့အဲ့လိုမျိုးတွေပေါ့ဓာတ်နဲ့ခုံမယ်လို့ဘာလို့ပေါ့ဆိုကျမတို့ကအဲ့ကလေးကိုချော့မော့ပြီးတော့မှချော့မော့ပြီးတင်လို့ချင်းကလေးကထိုင်ကုန်မှတော့မထိုင်ဘူးဒီချိန်အဲ့လိုမျိုးဝုံနိုင်ချိန်ပတ်ပြေးနေဆိုတော့ तू ကအဲ့လိုပတ်ပြေးနေရောအခန်းထဲမှာဘလို့မှစာတင်လို့မရဘူးဖြစ်နေတာဒီချိန်အဲ့ဆိုတော့အရှိကတခြား senior ဒီချိန်တွေကိုမေးကြည့်ရောကြတော့တို့ကကြတော့ဟိုမျိုးကလေးကိုပေါ့နော်နည်းနည်းအဲ့လိုမျိုးစူရတယ်ပေါ့နော်စူချောက်ပြီးတော့မှအဲ့လိုမျိုးစက်ကူလေးတုပ်လေးနဲ့ပေါ့အဲ့ဒါကိုအဲ့လိုဒီစပွဲကုံခောက်ပြီးတော့မှချက်ချင်းလာထိုင်လားမထိုင်ဘူးလားပေါ့အဲ့မှာထိုင်တော့မှစာတင်မယ်ဆိုပြီးမှအဲ့လိုမျိုးလုပ်ရပါပေါ့နော်ဆိုတော့ကျမကအဲ့လိုမျိုးမလုပ်ချင်ဘူးပေါ့ကလေးကအဲ့လိုအကြောက်တရားနဲ့အုပ်ချုပ်နေမှလည်းစိုးလို့ပေါ့ဒါပေမဲ့ကလေးကြီးကလည်းဆရာမတွေကိုလည်းမကြောက်နေဘူးပေါ့နော်ဒါပေမဲ့စာဘလို့မှတင်လို့မရဘူးဖြစ်နေတာပေါ့နော်ဒီချိန်အဲ့ကလေးနဲ့ပတ်သက်ပြီးတော့မှဟုတ်ပါလေဆရာမပြောတဲ့အတိုင်းဆိုနှစ်ခုဖြစ်နေမှာပေါ့နော်သူ့မှာ trauma တစ်ခုလည်းရှိခဲ့ဘူးလေဒါကြောင့်မလို့သူခုနပြောတဲ့စကားလုံးတွေထဲမှာသူ့မှာဒီလိုအချမ်းတဲ့စကားလုံးတွေပါလာတာပေါ့နော်ဒါတွေကသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သုံးလုံးတွေဒီစကားလုံးတွေကရှိခဲ့လို့လည်းဖြစ်မှာဒါတစ်ခု trauma ပေါ့နောက်တစ်ခုကတော့သူ့ရဲ့မွေးရပါပဲလားတောင်နောက်မှဖြစ်သွားလား ADHD ပေါ့
နေရာတနေရာမှာမထိုင်နေနိုင်တာအာယုံမစူးစိုက်နိုင်တာပေါ့အဲ့ဒါဖြစ်တာပေါ့အဲ့တော့အဲ့ဒါတွေကလေတကယ်ကတော့ဆရာမ special education needs သင်တဲ့ဆရာမတွေဆိုလို့ရှိရင်ဆရာမကိုပြောကျမကကြတော့အဲ့ဒီ area ကျမမကျွမ်းကျင်ဘူးဆရာမမကျွမ်းကျင်တော့ကျမလေကျမမပြောပြလို့မပြောကျမပြောလိုက်လို့ရှိရင်မှားသွားမယ်အဲ့တော့တခုလေးပဲပေါ့နော်လောလောဆယ်ကကျမဘာလေးပြောနိုင်လဲဆိုmindfulness လေးပေါ့အဲ့ဒါလေးကျမတို့နည်းနည်းလေးလုပ်ရမယ်ဒါပေမဲ့ကျမပညာရှင်တွေကိုယ်တိုင်ကနောက်ပိုင်းဆရာကတူတာကိုလည်းပဲဖိတ်ပါလိမ့်မယ်ထင်ပါနောက်ပိုင်းဒီလိုအခြေအနေမျိုးကလေးတွေနဲ့နော် learning difficulty ရှိတဲ့ကလေးတွေကိုဘယ်လိုသင်မလဲဆိုတာမျိုးဒါ workshop တွေတခုလုပ်နိုင်တော့အောင်ကျမ suggest လုပ်ပါအဲ့တော့mindfulness လုပ်ရတာလေတရားထိုင်ခိုင်းတာမဟုတ်ဘူးတရားထိုင်တာလည်း mindfulness ပဲဒါပေမဲ့တစ်ခါတည်းကထိုင်ပြီးတော့စာရွက်တရွက်နဲ့သူ့ကိုပကြီးဆွဲခိုင်းတာငြိမ်ခိုင်းတာစိတ်ငြိမ်ဆွဲနေပေါ့နော်အဲ့တော့ဆွဲနေပြီးတော့နည်းနည်းငြိမ်သွားတော့မှတခုရှိရတော့သူရစာကို10ချောင်းလောက်ရုပ်ရေးတဲ့အချိန်မှာသူတစ်ချောင်းလောက်ပဲရချင်နေရတယ်ဒါပေမဲ့ကိုကအဲ့ချိန်မှာစိတ်ကိုတော့ပိုင်းဖြတ်ထားရမယ်မိသားစုကိုလည်းကိုကနားလည်အောင်တော့ပြောထားမယ်ကလေးမှဒီလို learning difficulty ရှိနေတဲ့အတွက်သူများ10ချောင်းကြီးတစ်ချောင်းပဲရလိမ့်မယ်အားကြောင့်လည်းကျန်တဲ့9ချောင်းရေးတဲ့အချိန်မှာသူ့ကိုကျမတို့စိတ်ကိုမြင်တာခုနကြီးဆွဲခိုင်းတာမျိုးတွေတစ်ခါချင်းကြားလို့ရှိရင်တချို့ကျောင်းတွေမှာဆိုရှိရဟိုquiet room ဆိုတာရှိတယ်အခန်းလေးကငြိမ်နေတဲ့ခန်းလေးပေါ့အရုပ်ကလေးတွေနဲ့အဲ့ဒါမျိုးဒါကတော့လေဟိုတတ်နိုင်တဲ့ကျောင်းတွေမှာရှိရပေါ့ငြိမ်ပြီးတော့ခုနကလေပြင်ဟို music တွေကလည်းလူညံ့တဲ့ music လေးနဲ့ထားငြိမ်ပြီးအဲ့တော့မှသူ့ကိုစားသူ့ကိုလည်းတော်တော်လေးကိုဒီ individual attention ကိုပေးရတယ်အဲ့ဒါမျိုးတွေရှိအဲ့တော့ကျမတို့တော်တော်များများကျောင်းတွေမှာအဲ့ဒါမျိုးမရှိဘူးဆရာမတွေကိုယ်တိုင်ကလည်းပဲ special education needs ကိုသင်ပေးနိုင်တဲ့ skill တွေမရှိဘူးဆိုတာဆရာမတို့အပြစ်မဟုတ်ကျမတို့ဆရာမတို့ရဲ့ training မှာမပါခဲ့ဘူးပေါ့နော်အဲ့တော့အတန်းနဲ့ရောက်တော့ဒါမျိုးကြုံတဲ့အခါမှာကျမတို့မှာခက်ခဲပြီနောက်တစ်ခုကပါမိဘတွေကိုလည်းပဲဒီဟာ special education needs လို့မသိတာရောတချို့ကသိရင်းနဲ့အတင်းကိုဒီကျောင်းမှာ mainstream education မှာလာပြီးတော့ထည့်လိုက်တာမျိုးပေါ့အဲ့တော့ထည့်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့သူတို့စိတ်ထဲမှာဒီလိုအများနဲ့နေလိုက်လို့ရှိရင်ဒီကလေးကပြန်ပုံမှန်ဖြစ်သွားတယ်မဖြစ်သွားဘူးအဲ့ဒါမျိုးကြတော့တတ်တီးတဲ့ကျောင်းတတ်တီးတဲ့စာသင်ခန်းထားဖို့ထားအဲ့ဒါမျိုးကြတော့ဘာလဲဆိုရင်သူတီးတဲ့ထားကိုကျွမ်းနေတဲ့ဆရာမနဲ့ရှိရတာအဲ့တော့ဘယ်လိုလုပ်လို့ရလဲဆိုရင်အဖြေတော့ရှိပါတယ်ဒီကလေးတွေကတော့သူများနဲ့မတူတဲ့အတွက်ခုနစကားလုံးလေးနော် special education နေဆိုတာ SEN ဆိုလို့ခုနောက်ပိုင်းမှာတော်တော်ကြီးကိုဒီထူးသဖြင့်ဒီCOVID နောက်ပိုင်းမှာအရန်ကိုခစ်စားလာတဲ့စကားလုံးမှာနောက် social emotional learning ဆိုတာအဲ့ဒါကြီးလည်းတအားပြောကြတယ်အဲ့ဒါမျိုးတွေနဲ့ကျမတို့ကသူ့ကို treat လုပ်ရပါတယ်သေချာလုပ်ပြရမယ်သူ့ကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအများကြီးပဲကျမတို့ကဲလုပ်ပြရပါကဲလုပ်ပြီးတော့မှတဖြည်းဖြည်းနဲ့ကျမတို့သူ့ကိုအဲ့လားဘာခေါ်လဲခုနကိုတော့အဲ့လားသူများတအုပ်လုံးပြီးပြီမယ်သူတအုပ်လုံးပြီးချင်မှပြီးမယ်ဒါလေးကကျွန်တော်စိတ်ထဲမှာထားပြီးအဖြည်းဖြည်းနဲ့ဆွဲခေါ်သွားလူတွေအများကြားမှာသူနေနိုင်အောင်ကျွန်တော်လုပ်ပြတာခုနဆိုလို့ရှိရင်သူလူတွေကြားမှာမနေနိုင်သူအခါတဲ့အပြင်ကိုရောက်သွားမယ်အပြင်ရောက်သွားပြီးတော့သူဒီအမြဲတမ်းသူကခုနလိုဒေါသယူတင်နေဖြစ်နေလို့ရှိရင်ဒီကလေးကသူ့ရဲ့ဘဝတော်တော်ကြီးဆိုးသွားမှာကျွန်တော်ကူညီနိုင်တာအဲ့ဒါပဲအဲ့တော့ခုနလေးငြိမ်ခိုင်းတာမျိုးလာအဲ့လိုမျိုးတစ်ခါလေကြားလို့ရှိရင်ခုနတရားmeditation ရတော့မဟုတ်ဘူးပေါ့နော်သူကဘယ်ဘာသာဝင်မှန်းလဲမသိဒါပေမဲ့လို့ meditation သဘောမျိုးပဲဒါပေမဲ့ဝိပဿနာတော့ဟုတ်ချင်မှဟုတ်တယ်ဖြည်းဖြည်းနဲ့အသက်ရှူလိုက်ခြင်းကလူကိုစိတ်ကိုငြိမ်သွားစေအဲ့ဒါမျိုးလေးကိုလောက်တာမျိုးလေးဆိုတော့ရကောင်းရမယ်လို့ကျွန်မထင်ပါတယ်ဒါပေမဲ့ကျွန်မဒီပညာရှင်မဟုတ်တဲ့အတွက်ကြောင့်ကျွန်မပြောတဲ့ဥစ္စာဟာဆရာမတို့အတွက်ဓာတ်ရိုက်တော့အသုံးဝင်ချင်မှာပါနော်ဟုတ်ဒီချိန်ကျွန်တော်နည်းနည်းလေးဝင်ပြောလို့ရလားပြောပါရှင်ဟုတ်ဒီ special education ကတော့ကျွန်တော်စိတ်ဝင်စားတဲ့ခေါင်းစဉ်ဆိုတော့လေကျွန်တော်တို့တေချာလေးတော့ဆွေးနွေးမှတော့ရမယ်ပေါ့နော်အခုကျွန်တော်တို့ပြောတဲ့2မိနစ်3မိနစ်လောက်နဲ့တော့အများကြီးတော့မရဘူးပေါ့နော်ဆိုတော့အတူကြုံလောက်ပဲပြောရမယ်ဆိုတော့နံပါတ်1ကတော့စိတ်ရှည်တိခံစွာနဲ့ပဲဒီဆက်ဆံရေးကိုတည်ဆောက်ရမယ်ပေါ့နော် relationship building ကိုတည်ဆောက်ရမယ်ပြီးနောက်ထပ်နံပါတ်2အနေနဲ့တော့ fidget တွေကိုတုံးတင်တယ်ပေါ့နော် fidget ဆိုတာတကယ်တော့ကလေးတွေမှမဟုတ်ဘူးเนาะ ADHD ရှိတဲ့ကလေးတွေမှမဟုတ်ကျွန်တော်အပါဝင်ပေါ့เนาะတခါလေကျရင် anxious ဖြစ်တယ်တခါလေကျရင်နားထောင်နေရ anxious ဖြစ်တယ်
ဆိုတခါလေကြာဆိုကျွန်တော်ဘာတုံးလဲဆိုကလေးတွေတုံးတယ်ဟိုဒိုးတွေလေအဲ့လိုညှစ်ထားတဲ့ဟာလေးတွေအဲ့ဒါကလူတိုင်းအတွက်အတုံးဝင်တယ် fidget တွေပေါ့နော် ဘောလုံးလေး အဲ့လိုမျိုးလေးဒါမှမဟုတ်တစ်ခုခုဘောလုံးလေးတွေပဲဖြစ်ညှစ်တဲ့ဟာလေးပဲဖြစ်ပေါ့နော်အဲ့လိုမျိုးလေးလည်းလှုပ်လို့ရတယ်အငိမ့်ထိုင်လို့မရတဲ့ကလေးတွေဆိုတော့ wobbly chair လာအဲ့လိုမျိုးလေးလည်းတုံးလို့ရတယ်သူကအဖိုးနဲ့ဝင်ပါပေါ့နော်တေချာလေးလှုပ်လို့ရတဲ့နီလန်းတွေတုံးလို့ရတယ်ပြီးတတိယ strategy ကဘယ်လိုတုံးလို့ရလဲဆိုတော့ဒီbreak space တစ်ခုပေါ့နော်ဖန်တီးပေးတာပေါ့နော်အဲ့လိုတော့လုပ်လို့ရပါတယ်ဟုတ်ဒီကျွန်တော်တို့နောက်ပိုင်းမှာလည်းဒီ special education နဲ့ပတ်သက်ပြီးတော့မှစနစ်တကျသင်တန်းလေးတွေ workshop လေးတွေကျွန်တော်တို့ကြိုးစားပါအောင်မယ်ခင်ဗျဟုတ်ပါဘူးဆရာအဲ့ဒါတအားလိုအပ်တယ်အဲ့ဒီကလေးတွေကနှုတ်မလို့ရှိရင် they will be left behind သူတို့ကနောက်ကျန်နေမှာဒီကောင်ကကွာဘယ်လို့မှလည်းသင်လို့မရဘူးလေးကဟလာဆိုးတယ်ဆိုရင်နာမည်တက်လိုက်ပဲ label တက်လိုက်ပြီကလေးကိုထားပစ်ခဲ့လိုက်ပေါ့အဲ့ဒါအရန်သနာဖို့ကောင်းတယ်ဟုတ်အသက်ကြီးလာဆယ်တချေတယောက်လက်ထောင်နဲ့ပြောပါရှင်ဟုတ်ကဲ့မင်္ဂလာပါရှင် sorry ပါနောက်ကျမှဝင်လာအစောကပြောတဲ့တီချေရဟောင်းလေကျမရောက်နေတဲ့နိုင်ငံရဲ့နဲ့ပတ်သက်ပြီးကျမတို့တင်ရတဲ့ကလေးတွေနဲ့ပတ်သက်ပြီးပြောပြပေးမယ်ပေါ့နော်အစောကတော့တီချေပြောလိုက်တဲ့တယောက်ပြောလိုက်တာကျမနှစ်ချက်တွေ့ရပေါ့တစ်ချက်ကကျတော့ကလေးက special need ဖြစ်တယ်နောက်တစ်ချက်ကကျတော့ trauma ရနေရပေါ့နော်အဲ့ဒါကလေကျမတို့လိုတာမယ်တီချေကင်လို့မရဘူးဆိုတာဘယ်လိုလဲဆိုတော့ဆရာပြောသွားတယ်လုတ်တဲ့နီးတော့ရှိရဒါပေမဲ့ဒီနိုင်ငံမှာကျတော့သူ့အတွက် stand by share တို့တီချေတယောက်ထားပေးရရဲ့ရှင်အများနဲ့တူကပေါင်းလို့ရတယ်ဒါပေမဲ့သူ့အတွက် stand by သူ့ဘေးနားမှာကပ်ပြီးတော့သူ့လုတ်ပေးရဲ့ share တို့တီချေဆိုတာရှိရပေါ့နော်အဲ့လိုလုတ်ပေးမှသာတယ်ကလေးကမြင်ပြောင်းလဲသွားမှာပေါ့ပြီးတော့ကျမတို့ဒီမှာကျဘာလုပ်လဲဆိုအဲ့လိုကလေးမျိုးကိုကျောင်းရဲ့ဆေးခန်းပေါ့နော် medical အမြဲ discuss လုပ်တယ်မိဘကိုတစ်ပတ်တစ်ခါခေါ်တယ်ကလေးရဲ့ daily ရော weekly ရောအမြဲမှတ်တမ်းထားရတယ်သူ့ရဲ့အားသာချက်အားနည်းချက်ပေါ့နော်ဒီ share တို့ဒီ share ရဲ့ဒီတောင်းကဆရာဝန်တွေပေါ့နော်ကျွန်တော် nurse တွေရဲ့မိဘရဲ့အဲ့လိုမျိုး3ဦးဆိုင်လုံးမှပဲအဆင်ပြေမယ်ပေါ့နော်တီချာအနေနဲ့ဆိုရင်ခက်ခဲမယ်ပင်ပန်းမယ်ပြီးရင်တီချာဒီလောက်ကနေထွက်သွားမယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်အကြံပေးရှင်းတာကျောင်းတင်ပြပြီးသူ့အတွက် assistant teacher တယောက်ထားပြီး assistant တော့မှရိုးရိုးမဟုတ် special need ကိုနားလဲတဲ့ဒီမှာဆိုဒီနိုင်ငံမှာအခုကျွန်မရောက်နေတဲ့နိုင်ငံမှာခေါ်တာတော့ share တို့ teacher ပေါ့နော်အဲ့ share တို့ teacher ကိုထားပြီးမှပဲအဆင်ပြေပါရှင့်ဒါကျွန်မအကြံပြုပေးရပါရှင့်ကျေးဇူးပါကျေးဇူးပါတီချေကျေးဇူးပါတီချေဟုတ်ကဲ့ဟုတ်ကျွန်တော်နောက်ပိုင်းလေးအလုပ်တွေလုပ်ရင်လည်းတီချေကိုလာပြီးတော့မှအခုညီလာတောင်းပါမယ်ဟုတ်စကားပြောရအောင်ဟုတ်ကျမတို့အဲ့ဒီ area ကလေအမတန်လိုအပ်တဲ့ area ပါကျမတို့ဒီကလေးတွေဟာငယ်ငယ်လေးမှာတို့မှာခုန trauma တွေရခဲ့တယ်နောက်ခုန mental problem တွေပေါ့နော်ဒါဒီနေ့အဖြစ်တို့ဒီ learning difficulties အဲ့ဒါကြီးကျမတို့တနည်းတစ်ပုံနဲ့ကျမတို့တနည်းဘယ်လိုနည်းနဲ့တို့ learning ကိုကျမတို့ပေါ်ဆောင်မလဲကျမတို့လုပ်ရမှာပါအမတန်အရေးကြီးတယ်ဒါကကျမတို့က teaching grammar teaching vocabulary လို့ပြောနေတာဒါပေမဲ့တို့တွေကိုကျမတို့ဘယ်လိုလုပ်ရမလဲဆိုတာကျမတို့သင်ချာမလုပ်နိုင်ဘူးဒါပေမဲ့တခြားနိုင်ငံတွေမှာတော့ခုနပြောတဲ့ဖွံ့ဖြိုးတဲ့နိုင်ငံတွေချမ်းသာတဲ့နိုင်ငံတွေပေါ့လေအဲ့ဒီတော့ဒါရေးချင်တဲ့ကိစ္စဆိုအောင်သိလာပြီးတော့ဒါကိုတို့လောက်လာကြတယ်ကျမတို့စီမှာတော့ဒါကိုအရေးကြီးမှန်းတော့မသိကြဘူးများသောအားဖြင့် label ဘက်တက်လိုက်စိုးတဲ့ကလေးအရန်ဆိုးတယ်ဆရာမပြောစကားနားမထောင်ဘူးနေမနေတဲ့သူရိုက်မယ်နှက်မယ်အိမ်မှာလည်းရိုက်ခံရတာနော်အရန်တရားလို့ကောင်းပါတယ်ဒီကလေးကကြီးလာရင်ဘယ်လိုကြီးလာမလဲစဉ်းစားလို့တော့မရဘူးနော်အောက်ပါပြီးကျမတို့တွေဒါကျမပြောသလိုမျိုးလေးချက်ချင်းကျမမှလည်းပြင်မရှိဘူးကျမတို့စဉ်းစားစရာနောက်ဘာဆက်လုပ်မလဲဆိုတာလေးစဉ်းစားဖို့အဲ့ဒါလေးစဉ်းစားဖြစ်ပြီဆိုကျမဒီနေ့ workshop ကအောင်မြင်တယ်ပဲပြောရမှာပါပဲကျမအနေနဲ့ကဒီကနေပြီးတော့အဖြေတွေကိုပေးနိုင်တဲ့ဟာမျိုးတော့မဟုတ်ပါဘူးနော်ဟုတ်ကဲ့ပါအဲ့ဒါဆိုကျမတို့ဆက်သွားကြည့်ပါမယ်သိအများကြီးလည်းမချင်တော့ပါဘူးပြီးပါပြီ useful resources အဲ့တော့ဒီမှာဆိုရင်တော့ဆရာမတို့အနေနဲ့ဒါ free ကျမခုနပြော online lessons เนาะ free online lessons ရှိရဲဒီမှာအင်္ဂလိပ်စာသင်ကြားရေးထားတယ်ဒီမှာသွားကြည့်လို့ရတယ် AI lesson generator ရှိပါတယ်ဒီမှာရှိပါတယ်เนาะအဲ့ဒါကျမတို့ AI ကိုဒီလို plan ကိုဒီလိုမထုတ်ခိုင်းဘူးကျမဖြတ်ကြည့်တစ်ခါတည်းကြားလို့ရှိရင် lesson တစ်ခုလုံးလည်းမဟုတ်အပိုင်းလေးတွေပေါ့ဥပမာ exercise လေးကိုငါအပေါ်လေးထုတ်ပေးပါအောင်ဆိုတာမျိုးကျမခိုင်းပါတယ်ကြည့်ကြလို့ရှိအဲ့တော့ဒီနေ့ကတော့ကျမတို့ပြောချင်တာဒါဒီနေ့ဆိုတာအကုန်လုံးပဲပြောရတော့မှာပါပဲเนาะအဲ့တော့အဓိကကတော့ကျမအနေနဲ့ဗာလဲဆိုလို့ရှိရင်ဒီနေ့ပြောတာ lesson ဆိုတာဟာเนาะ teaching a good lesson ဆိုတာ lesson ဆိုတာပါ lesson တစ်ခုဒီသူ
lesson လေးပဲရှိအောင် lesson of course ဆိုတာမှာ syllabus curriculum အားလုံးနဲ့ချိတ်ဆက်တဲ့ကိုဒီတနားစာသင်ရတယ်တနားစာသင်မတန်အရေးကြီးရဆိုတာလည်းကျွန်မပြောခဲ့တယ်နောက်တစ်ခါ lesson တစ်ခုကောင်းဖို့ဆိုလို့ရှိရင်ကျွန်မတို့မှာဟလာသူ့ကို lesson တစ်ခုတနားစာမသင်ခင်မှာအစောကြီးသူ့ကို plan လုပ်ရတယ်တနားစာသင်နေစင်မှာလည်းသူနဲ့ကိုနဲ့ lesson နဲ့ကိုနဲ့ကျောင်းသားနဲ့ကျောင်းအစိကအောင်လုပ်ရတယ်ပြီးသွားပြီလို့ရှိရင်လည်း reflection ကျွန်မတို့ပြန်လုပ်ရတယ်ဟာဒီဟာလေးငါဘယ်လိုလုပ်ရင်ကောင်းမလဲဟလာဒါလေးငါလုပ်လိုက်တာလေးကနေ့ကတော့ကောင်းနေ့ကတော့မကောင်းဘူးဘယ်လိုနည်းလဲကိုယ့်ကိုပြန်စဉ်းစားတာအဲ့တော့အဲ့မှာ components ပေါ့ lesson plan ထဲမှာရှိတဲ့ components တွေကျွန်တော်အများကြီးစဉ်းစားကြတယ်နောက်ခုနပြောတဲ့ special issues ပေါ့နော် teaching learning ကပြောရလို့ရှိရင်မျိုးရှင်းပါဘူးလွယ်လေးဆရာမတယောက်တက်လာပါလေးနဲ့ချောမောလေးနဲ့စာသင်ခန်းနဲ့ဝင်ပြီးတော့စာလေးသင်နိုင်လို့မပြီးပါဘူးကျမတို့မှာတကယ်ရင်ဆိုင်နေရတဲ့အခက်အခဲအများကြီးရှိပါတယ်အဲ့ဒါတွေကဆရာမအချင်းချင်းထိုင်ပြီးတော့စကားပြောပြီးတော့အဖြေရှာဖို့အရေးကြီးပါတယ်ပညာရှင်တွေလည်းဖိတ်မယ်ပညာရှင်တွေစီကလည်းပဲအကြံဉာဏ်တွေယူမယ်ကိုချင်းလည်းပဲကိုလာဖေးမှပြီးတော့ဒီဘာလုပ်ကြမလဲဆိုတော့စဉ်းစားမှာအဲ့တော့မိဘတွေလည်းပူပေါင်းဖို့လိုတယ်ကလေးတွေလည်းကျမတို့ကနေပြီးတော့ဒီနေ့တစ်ပုံအားဖြင့် learning မှာကျွန်တော်ပေါင်းရအောင်ကျမတို့ကဆွဲခေါ်တယ်အဲ့တော့ကျမဒီနေ့ကတော့အများကြီးတော့မရှိပါဘူးဒီလောက်ကြီးပဲကျမရှိပါတယ်ဒါဆိုလို့ရှိရင်ကျမ I will stop share now and